အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်ဇလံအကြောင်းအရာလေးကတော့စာရေးသူမြို့ကိုလင်ကရဲ့ထူးဆန်းသောခေါင်းပြဆုံးဆိုတဲ့ဇလံအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ရုံးမတော်ကဆောင်းနှင်းကာလမှုနေမထွက်မီအချိန်မှာမြူများဆိုင်၍အေးစိမ့်နေတယ်ကျွန်ုပ်ဖိုးတင်နဲ့မုတ်ဆိုးလက်တင်တပြစ်လေးတာဝါတို့ဟာရုံးမတော်အတွင်းမှာအမဲပြင်းရင်ရောက်ရှိနေကြတာဟာ3ရက်ခန့်ရှိပြီဖြစ်တယ်လိုအပ်တဲ့စားနပ်ရိက္ခာတချို့ကိုယူလာပြီးတော့တပတ်စရဲ့တော်ရင်းနေမင်းစိတ်ကူးနဲ့တော်နေရာကိုရောက်ရှိနေကြခြင်းဖြစ်တယ်။အခုလိုမနေ့စောစောအချိန်မှာတော့ပြစ်ခတ်ရရှိထားတဲ့အသားချက်ကိုမိဖို့မှမိခဲနဲ့ဖုတ်ကကောင်းကြီးမောင်းပူပူနဲ့နှစ်ယောက်သားစားတောက်ရင်နဲ့ရှိနေကြတယ်။ကျွန်ုပ်တို့နှစ်ယောက်စကန်းချရနေရမှာကြောက်တော်ကြီးအောက်ခြေကနေဂူငယ်တစ်ခုကိုရှင်းလင်း၍စကန်းချနေကြခြင်းဖြစ်ပါတယ်။စကန်းမှခွာပြီးတော့အမဲပြစ်ထွက်ချိန်မှာတစ်ချောင်းများနဲ့ပြုတ်လုထားတဲ့တကားတစ်ခုနဲ့ဂူဝကိုပိတ်ထားခဲ့တာကြောင့်ပြစ်ခတ်ရရှိထားတဲ့အသားကြောင့်များအတွက်တော့စိတ်ပူစရာမလိုပါဘူး။အကယ်၍ဂူဝကိုသာမပိတ်ခဲ့ပါကအသားစားတော်တရိတ်ဆန်များရန်ကရှိနေတယ်။တကြီးကြီးနဲ့ဆင်အော်သားများကိုကျွန်ုပ်တို့နဲ့ခလလန်းအရာမှာကြားလိုက်ရတာကြောင့်နေရောက်သားဟာညီသက်စွာနဲ့နားဆွင်နဲ့ညီသက်နေကြတယ်။တိလုတ်ကွက်ကဆင်းနေလားတောဆင်နေလားမသိဘူး။တိလုတ်ကွက်ကဆင်းနေတော့မဟုတ်တော့ဘူး။တောဆင်ဖြစ်ဖို့များတယ်တာဝရ။ကျွန်တော်တို့အမဲပြစ်ထွက်တာနဲ့ကြုံနေမှာကြောက်လို့ပါကိုကြီးဖိုးတရားအဲ့လောက်ဒီလေတွေးကြောက်စရာမလိုပါဘူးကွာဒီနားမှာစင်စကြက်ဝါတော့မရှိဘူးကွာဖြတ်သွားကြတာနေမှာပါဒါနဲ့ကိုကြီးဖိုးတေစင်ဒီမှာတင်းချိုင်းရှိတယ်ဆိုကျွန်တော်ပြောတယ်ကြားဘူးလို့စင်တင်းချိုင်းအကြောင်းအပြည့်စုံပြောပြပါလားသိထားချင်လို့ပါစင်နဲ့ပတ်သက်၍စကားဆမိရာကနေတာဝကစင်တင်းချိုင်းအကြောင်းကိုကျွန်ုပ်ကိုပြောပြရန်တောင်းဆိုလာတာကြောင့်ကျွန်ုပ်မှလည်းကိုယ်တိုင်မတွေ့ဘူးပဲမဲ့ရှင်းမုတ်စုကြီးများပြောတဲ့စင်တင်းချိုင်းအကြောင်းကိုတာဝကိုပြောပြရတော့တယ်။စင်တင်းချိုင်းနဲ့ပတ်သက်ပြီးတော့တခြားသူတွေကိုမဆိုးထားနဲ့မုတ်ဆိုးတွေချားမှာတော့အဖွက်နှစ်ခွက်ကွဲသွားတယ်ကွ။စင်တင်းချိုင်းတကယ်ရှိတာကိုယုံတဲ့မုတ်ဆိုးစင်တင်းချိုင်းဟာတန်တိုင်းယုံနှန်းစကားပုံမိမှာဆိုပြီးမယုံတဲ့မုတ်ဆိုးမင်းကယုံတဲ့မုတ်ဆိုးတွေပြောတဲ့စကားနားထောင်မလား။ဒါမှမဟုတ်မယုံတဲ့မုတ်ဆိုးတွေပြောစကားကိုနားထောင်မလား။ငါပဲအကြောင်းအရာကိုပြောပြရမလဲ။ကျွန်တော်ကနှစ်ခုလုံးနားထောင်ခြင်းနဲ့ကိုကြည့်ဖို့တယ်။နှစ်ခုလုံးနားထောင်ပြီးမှပဲဘယ်စကားအမှန်ဆိုတာချစ်ချင်သုံးသတွေးလို့ရမှာပေါ့ကျွန်တော်ကတာဝပြောစကားကြောင့်ပြုံးလိုက်မိတယ်သူပြောသလိုပဲနှစ်ခုလုံးကိုနားထောင်ပြီးမှရှိတာမရှိတာကိုအားတန်ရပဲလက်ခံယုံကြည်နိုင်တဲ့စကားကတဘာဝကြားနေတာကြောင့်ဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့စင်တင်းချိုင်းရှိတယ်ဆိုတာယုံတဲ့မုတ်ဆိုးကြီးတွေပြောစကားကသူတို့ပြောတာကတောစင်ဦးတွေဟာသူတို့တည်တော့မယ်ဆိုတာကြိုသိတတ်ကြတယ်တဲ့သူတို့ရောက်နေရအရာနဲ့စင်တင်းချိုင်းဝင်းနေတယ်ဆိုရင်တင်းချိုင်းရှိရာကိုရောက်အောင်လာပြီးတော့စင်တင်းချိုင်းမှာပဲတေးလေးရှိတယ်ပြောကြတယ်လူတွေကပြစ်တက်လို့တေးတာတရိတ်ဆန်ချင်းတက်ခိုက်လို့တေးတာတဘာဝဘေးအနေနဲ့ကျုံလို့တေးရတဲ့စင်တွေကတော့မပါဘူးပေါ့လေအဲ့ဒီစင်တင်းချိုင်းမှာစင်ဆွေတွေကတောင်းလို့ပုံနေမှာပေါ့နော်တကယ်ဒါစင်တင်းချိုင်းရှိရင်ပေါ့တွေ့တဲ့လူကတော့ထောပြီပဲစကားမဆုံးသေးဘူးကွအဲ့ဒီစင်တင်းချိုင်းမှာရှေးအစဉ်အဆက်ဆက်စင်တွေတေးလာတော့အယိုးတွေအဆွေတွေကတောင်းလို့ပုံထက်နေတာတော့မှန်တယ်ဒါပေမဲ့စင်တင်းချိုင်းဟာရွက်ဝက်တဲ့နေရာမျိုးမှာရှိပြီးတော့စင်တင်းချိုင်းကိုစောင့်တဲ့အဆောင်စင်တွေရှိတယ်တဲ့သူတို့တင်းချိုင်းနာကိုဘယ်သူမှအကန့်မခံဘူးတဲ့ယုံတဲ့သူတွေပြောတဲ့စင်တင်းချိုင်းအကြောင်းပဲတာဝရီမြုံတဲ့လူတွေပြောစကားလေးလည်းပြောပြပါအောင်ယုံနာမယုံနာထက်နားထောင်လို့ကောင်းတဲ့ကိုကြီးဖို့တေမယုံတဲ့သူတွေကတော့ကွာစင်တင်းချိုင်းဆိုတာမရှိဘူးပါဇက်ရဆိုရင်နဲ့ဘာလို့လဲဆိုတော့စင်တင်းချိုင်းဆိုတာကိုဒီနေ့ဒီချိန်နေ့ဘယ်သူမှမတွေ့ကြလို့ပဲတဲ့တရိတ်ဆန်ဖြစ်တဲ့စင်တွေကဘယ်နေရာမှာတည်ရမယ်ဆိုပြီးတော့နေရာတစ်ခုကိုတက်တက်မမထားတယ်ဆိုတာမဖြစ်နိုင်တဲ့ကိစ္စလို့ပြောလာကြတယ်။တချို့ဆိုရင်စင်ကိုတင်အောင်မပစ်ပဲဒဏ်ရာနဲ့စင်နောက်ကိုလိုက်ပြီးတော့စင်တင်းချိုင်းရှိနေလားလို့စမ်းတဲ့လူတွေတောင်ရှိရဲ့။လူတွေသူ့နောက်ကနိုင်ရောက်ခံလိုက်နေတာသိလို့လားတော့မသိဘူး။ဒဏ်ရာကြောင့်ပဲစင်တင်းချိုင်းကိုမရောက်နိုင်ပဲတည်တာလားတော့မဆိုနိုင်ဘူး။သူတို့စမ်းသက်ပစ်ခတ်ပြီးတဲ့နောက်နိုင်ရောက်ခံလိုက်တဲ့စင်တွေကတောတောင်တွေထဲမှာကြုံရနေရကနေတည်သွားတာပဲတွေ့ကြတယ်။နောက်ဆုံးချုပ်ပြောရရင်တော့ဟိုးရှိနှစ်ကလာအတန်ကြာကစင်တင်းချိုင်းဟာရှိနေမယ်ဆိုရင်တော့အေယာမနေရအကျယ်ဝန်းဖြစ်နေမယ်လူတွေတယောက်မဟုတ်တယောက်တွေ့ကိုတွေ့ရမယ်အခုချိန်ဒီဘယ်သူမှလည်းစင်တင်းချိုင်းအစနာကိုမတွေ့တာမို့မရှိဘူးလို့ပြောကြတာပဲဒါမယုံတဲ့သူတွေကစင်တင်းချိုင်းမရှိဘူးပြောကြတဲ့စကားပါပဲဘယ်ညီတယ်ပြောရမယ်ကိုကြီးယုံတဲ့လူအတွက်လည်းစင်တင်းချိုင်းရှိတာကိုယုံနိုင်တယ်လို့မယုံတဲ့လူအတွက်ကလည်းမယုံမှုအကြောင်းညီနေတယ်ကိုကြီးဖို့တေကရောယုံတဲ့ဘက်လားမယုံတဲ့ဘက်ကလားနေထွက်လာပြီအမဲပြစ်ထွက်ရအောင်တာဝါမင်းကလည်းမဖြစ်ဘူးဗျာ
ငါလာမိနေတယ်မင်းကြရောကျွန်တော်ကတော့ယုံနေမတော်တဆသွားရင်လာရင်နဲ့ဆင်းသိန်းချိုင်းတွေ့ရင်တော့ရွာကကျွန်တော်ချစ်တဲ့အေးမုံကိုတောင်းမယ်ဗျာငွေမဲ့တဲ့သူ့အဖေဦးဖိုးလာကြီးမျက်နှာကိုငွေထုတ်နဲ့ပေါက်မှာဦးဖိုးလာကိုငွေထုတ်နဲ့မပေါက်ခင်မြို့ငါဖနှောက်နဲ့ထပ်ပေါက်ပြီးတော့မယ်ခုထိကိုမပြင်ဆင်ရသေးဘူးကျွန်ုပ်မှာဆင်းသိန်းချိုင်းကိုစိတ်ကူးရင်ပြီးတော့ပြောဆိုနေတဲ့တာဝကိုမမဲလိုက်မှသာတာဝလည်းကမန်းကနန်းနဲ့အဝတ်အစားများကိုလဲပြီးတော့ဂူပင်ကိုထွက်လာကြကဂူဝကိုတစ်လုံးတစ်ကားနဲ့ပိတ်လိုက်ကြရင်နဲ့အမဲပစ်ထွက်လာခဲ့ကြတော့တယ်ခါတိုင်းဆိုရင်တော့စကားများလုံးတိတ်တိတ်နေရမကြာခဏမမဲရတဲ့တာဝတယောက်ဟာဒီကနေ့မှာတော့ကျွန်ုပ်နောက်ကနေငြင်းငြင်းလေးလိုက်လာနေတယ်စင်သိန်းချိုင်းအကြောင်းတွေးရင်းနဲ့စိတ်ကူးနေသည့်အလားမဆိုနိုင်လူငယ်တဘာဝစိတ်ကူးနာကိုအပြစ်မဆိုးတာကျွန်ုပ်ပင်လင်စင်သိန်းချိုင်းရှိတယ်လို့ယုံကြည်တဲ့မုတ်ဆိုးဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်တောင်ယူလေးတစ်ခုပေါ်မှာတော့စင်ချီယာတွေစင်များတိုးတိုးသွားတာကြောင့်ကျိုးပြက်နေတဲ့တစ်ကိုင်းများပြပြနေတဲ့တစ်ပင်ငယ်များကိုတစ်လိုက်ရတာကြောင့်ကျွန်ုပ်ချီလန်းဟာရက်လိုက်တယ်ဆင်သွားတဲ့လမ်းတစ်လျှောက်တားငယ်ကောင်များကလက်ဖြက်ပြေးကုန်ကြမှာဆိုတာကြောင့်တားကောင်မရနိုင်တော့ကြောင်းဖြစ်ပါတယ်ကျွန်ုပ်ဟာဘေးပတ်ချက်လဲကိုကြည့်ရင်နဲ့ခြုံတစ်ခုကိုကြည့်ရင်နဲ့အနားကိုသွားကတေချာစူးစိုက်ကြည့်နေစင်မှာတာဝကဘာမှနားမလည်ဟန်နဲ့ကျွန်ုပ်ကိုကြည့်နေတယ်လေတံတူးတူးနဲ့ကျွန်ုပ်နားကိုကပ်ပြီးတော့ချုံမုတ်ထဲမှာဘာသားကောင်တွေရှိနေလို့လဲကိုကြီးဘာသားကောင်မှမရှိပါဘူးကွာမင်းကိုဘ ഹു တုတအဖြစ်ပြကြအပင်ရှိနေလို့မင်းစင်ပုံးကပြောပင်မြင်ဘူးလားတော့ကပြောပင်မြင်မှုတာပေါ့တော့လာရင်တွေ့နေရတာပဲဟာဒီကောင်ကွာစင်ပုံးကပြောကိုပြောနေတာဒီမှာကြည့်တွေ့လားဆေးအုပ်ကြီးဖြတ်သွားတာတောင်မှသူတို့အကြိုက်ဆုံးအစားအစာဖြစ်တဲ့ငပြောပင်ကြီးကိုတွေ့မသွားတာဟာနဲတယ်ငပြောပင်ကြီးလားကိုကြီးပြလို့သာတွေ့ရတာကိုဟာကိုဆိုရင်စင်နေမပြောနဲ့ကျွန်တော်လည်းတွေ့မှာမဟုတ်ဘူးတာဝဟာကျွန်ုပ်ပြတဲ့စင်ပုံးငပြောပင်ကိုကြည့်ပြီးတော့အံ့ဩနေပါတယ်စင်ပုံးငပြောပင်ဟာတပင်နဲ့ပေါက်တတ်တဲ့အပြင်မျိုးဖြစ်ပါတယ်ပင်စီအလုံးဟာအုံးမီနီးပါးခန့်ရှိပြီးတော့အဖျားကိုရှူသွားတယ်ရွှက်လက်4-5-6လက်ခန့်မှာအပေါ်သို့ဆုထောင်တက်နေတယ်စင်ပုံးငပြောဟုခေါ်ရခြင်းကတော့အဲ့ငပြောပင်ဟာခြုံနယ်များချမှာပေါက်ရောက်ပြီးတော့ခြုံနယ်များနဲ့ရောနှောနေရကြောင်းစင်များအလွယ်တကူမတွေ့နိုင်တာကြောင့်ဖြစ်ပါတယ်အခင်းလိုက်အဆုလိုက်ပေါက်လေးမရှိတပင်နဲ့ပေါက်ပြီးတော့အလွန်ရှားပါတယ်စင်လေးဟာစင်ပုံးငပြောပင်ကိုအလွန်ကြိုက်နှစ်ပေမဲ့ရှာမတွေ့နိုင်တာကြောင့်မစားရပါတခါတည်းစင်သွားလန်းတက်တိုးမှသာစားရတတ်ပါတယ်ငပြောဥဟာချက်စားရင်အလွန်ကောင်းတာကြောင့်ကျွန်ုပ်မှနေရာကိုမှတ်သားထားလိုက်တယ်ကျွန်ုပ်တို့ဟာစင်သွားတဲ့လမ်းနဲ့ဆက်ကျင်မဲ့တို့မှာတရွေ့ရွေ့လျှောက်လာကြတယ်အခုအချိန်ထိလဲတားကောင်အရေးရောင်များမမြင်ရတာကြောင့်ကျွန်ုပ်မှရှေ့သို့ဆက်လျှောက်နေစင်ပါပဲတော်တူပြေးလွှားတဲ့များကိုကြားလိုက်ရတာကြောင့်တာဝကိုအချက်ပြလိုက်ပြီးတော့နီးစပ်ရတစ်ပင်ကြီးတစ်ပင်နောက်ကိုနှစ်ယောက်သားဟာဝင်ပုန်းလိုက်ကြတော့တယ်ကျွန်ုပ်တို့နှစ်ယောက်ဟာပုံအောင်နေရာကနေအတန်ကြားရရှိကိုကြည့်ရှုနေကြစဉ်မိန်းကလေးတယောက်ကြောက်လန့်တကြားနဲ့ပြေးလွှားလာတာကိုပထမမြင်တွေ့ရပြီးတော့သူမရဲ့နောက်ကနေဓားလံများကင်ထားတဲ့ယောက်ျားသား3ယောက်ပြေးလိုက်လာတာကိုတွေ့မြင်ရတယ်မိန်းကလေးဟာယောက်ျားချီလန်းပြီးအားကိုမရှင်နိုင်တာကြောင့်လူ3ယောက်ကမိန်းကလေးကိုမိလာတဲ့အခါမှာတော့ဝိုင်းပတ်ပြီးတော့လက်နဲ့များနဲ့ချိန်ရွေးထားလိုက်ကြတယ်ဘာမှလက်နဲ့မပါတဲ့မိန်းကလေးတယောက်ကိုယောက်ျားရစ်မာကြီး3ယောက်ကလက်နဲ့များကန်ပြီးတော့အန်ဒီရဲ့ပေးမယ်မြင်ကွင်းကလုံးဝကြည့်မိရမကောင်းတဲ့မြင်ကွင်းမျိုးဖြစ်ပါတယ်လူ3ယောက်ကြားမှာမိန်းကလေးကကြောက်လန့်တကြားဟန်ရှိနေတယ်ဓားကင်ထားတဲ့သူတယောက်ကမိန်းကလေးကိုခုတ်ရင်ဓားကိုမြောက်လိုက်တဲ့အခါမှာတော့ကျွန်ုပ်လည်းမနေတာတော့ပဲနဲ့တနတ်ကိုမိုးပေါ်ထောင်ပြီးတော့တစ်ချက်ပစ်ဖောက်လိုက်တယ်ဒိုင်းဆိုတဲ့တနတ်တန်နဲ့အတူမင်းတို့နောက်ထပ်မိန်းကလေးကိုအန်ဒီရဲ့ထပ်ပြုတ်ဖို့ကြိုးစားရင်တော့အခုတခါပြစ်မဲ့တနက်ကမိုးပေါ်ပြစ်မှာမဟုတ်ပဲမင်းတို့ကိုယ်ရဲ့ရက်ကုန်လိမ့်မယ်ကျွန်ုပ်ကတနက်နဲ့ထိုးချိန်ပြီးတော့မိန်းကလေးနဲ့အန်ဒီရဲ့ပြုတ်မိသူများထံကိုသွားနေရကနေတာဝကလည်းတံမြန်ကိုလက်မှာအသင့်ကန်၍လိုက်ပါလာတယ်ရုတ်တရက်ထွက်ပေါ်လာတဲ့တနတ်တန်ကြောင့်အားလုံးဟာအံ့ဩတင့်နေဟန်နဲ့ကျွန်တို့ရှိရာကိုကြည့်နေကြတဲ့မိန်းကလေးနဲ့လူ3ယောက်ဟာမိန်းကလေးဟာကယ်တင်ရှင်ရုတ်တရက်ပေါ်လာတာကြောင့်အသက်ဘေးလွတ်မြောက်ရေးဝမ်းသာနေဟန်ရှိပေမဲ့လည်းလူ3ယောက်ဟာသူတို့အလုပ်ကိုဝင်းနောက်ရှက်သူရှိတာကြောင့်မခံကြည့်မခံသာမျက်နှာအမူအရာများနဲ့ရှိနေကြတယ်ခမ ्या တို့ဘာမှမသိဘူးနော်သူကလူမဟုတ်ဘူးမကောင်းဆိုးရမှာပဲသူ့ကိုအချိန်မီတက်ရမယ်မတက်နိုင်ရင်တော့အားလုံးတရားလိမ့်မယ်မိန်းကလေးတယောက်ကိုကျွန်ုပ်ရှိမှတတ်မဲ့ကိစ္စကိုလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလိုအပ်ရင်ခမ ्या တို့ကိုပြစ်ရလိမ့်မယ်
မိန်းကလေးဝိုင်းထားသူ၃ယောက်ထဲမှာတယောက်ကမိန်းကလေးကိုမကောင်းဆိုးဝါးဟုပြောလာတာကြောင့်ကျွန်တို့ရဲ့စကားတဲ့မမနဲ့ပြောလိုက်ရာလူ၃ယောက်ဟာတယောက်ကိုတယောက်မျက်ရည်ပြပြီးတော့မိန်းကလေးအနီးကနေထွက်ခွာသွားကြတော့တယ်။ကျေးဇူးတင်ပါတယ်ရှင်။အကူကြီးတို့သာမကိန်းဒီလူတွေလက်ချက်နဲ့ကျမတည်ရမှာ။ဒါနဲ့မင်းကတိုးကြီးမြင့်မြတ်တွေကိုဘာလို့ရောက်နေရလဲ။မင်းကိုလိုက်တက်တဲ့လူတွေကရောဘာလို့လိုက်တက်နေကြရလဲ။မိန်းကလေးဟာမျက်ရည်အဝဲသားမျက်လုံးများနဲ့အခုထိကြောက်လန့်စိတ်မပြေးသေးဟန်ကိုခနာလေးကတဆက်ဆက်တုံရင်နေရှာတယ်။ကျွန်ုပ်တို့ကိုကျေးဇူးတင်စကားဆိုလာတော့ကျွန်ုပ်ကတောကြီးမြင့်မြတ်အတွင်မှာမိန်းကလေးရောက်နေခြင်းကိုမေးမြန်းလိုက်တယ်။ကျမအကြောင်းပြောရရင်အရှိကြီးပါပဲ။ကျမနာမည်ကမထွေးလို့ခေါ်ပါတယ်။ကျမနေရာကပဲခူးရုံမတွေကတောင်မော်ရွာကလေးတရွာကပါ။ကျွန်ုပ်နာမည်ဖိုးတင်သူကတာဝကျွန်ုပ်တို့ကအမဲပြမုတ်ဆိုတယ်။မိန်းကလေးနေရာကိုကျွန်ုပ်လိုက်ပို့ပေးပါစေ။ကျေးဇူးပါရှင်။မထွေးလေးဆိုတဲ့မိန်းကလေးကိုကျွန်ုပ်အသေးချာသတိထားကြည့်မိမှာပဲ။တိုးရိုင်းပန်းတစ်ပွင့်လိုအရိုင်းဆန်ဆန်လက်ပသူတယောက်ဖြစ်မှန်သတိပြုမိတယ်။မြို့သူများလိုဖြူနေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တားညိုစိတ်စိတ်ခန္ဓာကိုယ်အစ်စ်ပေါက်ဖွင့်ထားတဲ့မထွေးလေးဟာမျက်နှာအကြားကလည်းလက်ပသူဖြစ်တာကြောင့်သူမကိုတိုးရိုင်းပန်းတစ်ပွင့်အဖြစ်ကျွန်ုပ်တင်စားမိခြင်းဖြစ်ပါတယ်။တက်တိလည်းအထူးကောင်းမွန်ရပြီးတော့မကြသေးခင်ကတေးပေးကြုံထားရပေမဲ့ကြောက်လန့်စိတ်နဲ့မျက်ရည်ဝဲကကိုယ်လေးကတုံရင်နေပေမဲ့ငိုတော့မငိုပါဘူး။တခြားသောမိန်းကလေးများသာမထွေးလေးကြုံတွေ့ရတယ်လို့အသက်ပေးကြုံရပါကလက်ဖြတ်ပြီးတော့သွေးပက်နေကြမိမှာမြေကြီးလက်ခမလွဲပါဘူး။ကျွန်ုပ်လည်းမထွေးလေးကိုခဏတစ်ဖြုတ်နားစီပြီးတော့ရေဘူးကိုကမ်းပေးပြီးတော့ရေတောက်စီတယ်။မထွေးလေးမှာရင်ကလာဟန်ရေဘူးအတွင်းကရေများကိုအငမ်းမရမောတောက်နေရှာတယ်။ဒါဝဟာမိန်းကလေးများနဲ့ကြုံလင်စကားမပြောဝင်သူဖြစ်ပြီးတော့ကြိတ်ပြီးခိုးငေးကငန်းကြောထက်တက်သူဖြစ်ပါတယ်။ခုလည်းမထွေးလေးကိုမကြာခဏခိုးကြည့်နေတာကြောင့်ကျွန်ုပ်တွေ့နေရပြီးတာဝကိုကြည့်ပြီးပြုံးမိရာကနေတာဝဟာကျွန်ုပ်သူ့ကိုကြည့်ပြီးပြုံးလိုက်တာကြောင့်ရှက်ကိုရှက်ကန်ဖြစ်သွားတော့တယ်။ခဏတစ်ဖြုတ်အနားယူပြီးတဲ့ခါမှာတော့ကျွန်ုပ်ဟာမထွေးလေးကိုလမ်းပြစီပြီးတော့သူမတို့ရဲ့ရွာကိုထွက်ခွာလာခဲ့ကြတော့တယ်။တွားရင်လာရင်နဲ့မထွေးလေးပြောပြခြင်းများအရာမထွေးလေးဟာဖခင်မရှိတော့ဘဲနဲ့မိခင်ကြီးနဲ့အတူနေပြီးတော့အသေးအနံများစိုက်ပျိုးရောင်းချပြီးတော့သားမိနှစ်ယောက်ထဲနေကြောင်းမထွေးလေးတို့သားအမိဟာရွာအတွင်းနေထိုင်ခြင်းမဟုတ်ဘဲနဲ့ရွာနဲ့ခလန်းလန်းမှာနေထိုင်ရကြောင်းမထွေးလေးတို့ရွာပြင်နေထိုင်ရခြင်းကတော့မိခင်ဖြစ်သူကိုရွာသားများကမကောင်းဆိုးအားဆုံးမအဖြစ်ပြောဆိုတတ်မှတ်ပြီးတော့မထွေးလေးမမွေးခင်အချိန်ကလေးကပဲရွာပြင်မှာနေထုတ်ထားကြောင်းကိုပြောပြပါတယ်။ကုန်လွန်ခဲ့တဲ့တပတ်ခန့်ကမထွေးလေးအခုလိုတေးပြေးရှင်ပြေးပြေးရတဲ့ပြဿနာရဲ့အစဖြစ်လာပါတယ်။ညနေဆောင်အချိန်မှာတော့မထွေးလေးတောင်ယာလုပ်ငန်းခွင်မှာအိမ်ကိုပြန်လာတယ်။အနည်းငယ်မောင်းစပြုတ်ပြီးဖြစ်တာကြောင့်ချစ်လန်းခတ်တဲ့သွင်းနဲ့ရှောက်လာနေစင်ပါပဲ။သူမရှိလမ်းပေါ်ကနေရိုင်ထိုးနဲ့ရှောက်လာတဲ့ရွာသားတယောက်ကိုတွေ့လိုက်ရတယ်။မထွေးလေးဘယ်ကပြန်လာတာလဲ။ဖဲဆန်းဟာငါဘာငါဘယ်ကပြန်လာနေဘူးတပြားမှမပါဘူး။ရွာထဲကအရက်သမားဖူးအောင်ကမထွေးလေးရှိရောက်တဲ့အခါမှာတော့သွားလန်းကိုပိတ်ရပြီးတော့မေးမြန်းလာခြင်းဖြစ်တယ်။အရက်နဲ့ချွေးနဲ့များရောထွေးပြီးတော့စူးစူးဝဝအနှံ့ဆိုးကြောင့်မထွေးလေးဟာနှာခေါင်းရှုပ်လိုက်ရင်းနဲ့သူမရှိကနေဖူးအောင်ကိုမနစ်မြို့စွာနဲ့စကားဆိုရင်းနဲ့ဘေးမှာရှောင်သွားရင်လုပ်ပေမဲ့ဖူးအောင်ကမထွေးလေးသွားလန်းရှိကိုပိတ်ရလိုက်တယ်။ဖူးအောင်ဖဲဆန်းဟာငါ့ကိုမနှောက်ရှစ်ပါနဲ့မူရင်အေးစင်းနေနော်နေကငါဆိုရင်ပြပြခါခါပြောတာမတူမတန်တလို့ပဲမဖယ်ဘူးဟာမဖယ်နိုင်ဘူးနေငါ့ကိုချစ်တယ်ပြောမှဖယ်မယ်ဟဲဘာလို့တာလဲဖူးအောင်နေငါလက်ကိုလွတ်နော်လွတ်အခုလွတ်မလွတ်ဘူးဟာမလွတ်ဘူးဒီကငါချစ်တယ်နေလည်းငါ့ကိုပြန်ချစ်ရမယ်ဖူးအောင်ကမထွေးလေးလက်ကိုရုတ်တရက်တင်းကျပ်စွာဆုပ်ကင်လိုက်တာကြောင့်ဒေါသနဲ့အော်ဟစ်ရင်နဲ့မထွေးလေးဟာရှိသမျှအားနဲ့ရုန်းကန်နေပေမဲ့ယောက်ျားအားနဲ့မိန်းမအားမို့မလွတ်နိုင်ပါဘူးနေရာကလူပြတ်တဲ့တောလန်းဖြစ်တယ်လို့အချိန်ကလည်းညနေဝင်စားအချိန်ဖြစ်တာကြောင့်ဖူးအောင်နဲ့နေရောက်သေးရှိနေတဲ့အဖြစ်ကြောင့်မထွေးလေးလည်းကြောက်လန့်စိမ်များဝင်လာမိတယ်ငါသမီးလက်ကိုအခုလွတ်လိုက်စမ်းဟဲအမေရုတ်တရက်မာကျော်ခက်ထန်တဲ့အတန်တစ်ခုကိုကြားလိုက်ရတာကြောင့်မထွေးလေးဝမ်းသာသွားတယ်အတန်ကမိခင်ဖြစ်သူဒေါ်မိုးသူအတန်ဖြစ်နေတာကြောင့်ပဲဝမ်းသာရခြင်းဖြစ်ပါတယ်ဒေါသတကြီးပြောဆိုရင်းနဲ့လက်အတွင်းကကိုင်းလာတဲ့တောင်ဝင်းနဲ့သမီးဖြစ်သူလက်ကိုကိုင်းထားတဲ့ဖူးအောင်ကိုရိုက်ချလိုက်တော့ကိုင်းထားတဲ့လက်ပြုတ်သွားတယ်ဖူးအောင်ဟာလက်နာသွားတာကြောင့်အတန်ခတ်အုပ်ပြုကနာသွားတဲ့လက်နေရာကိုတခြားလက်တစ်ဖက်နဲ့အုပ်ကိုင်းရင်းနဲ့
ဒေါ်မိုးသူကိုကြောက်လန့်စွာကြည့်လိုက်မိတယ်။ဒေါ်မိုးသူရဲ့မျက်နှာဟာဒေါသကြောင့်တင်းမာခက်ထန်စွာရှိနေတယ်။ကာလနာငါသမီးကိုစောကားမော်ကနောက်ရှက်တယ်။တေးနာကောင်မွေကြိုက်သေးမယ်အတုပါကောင်မွေစိုးကြိုက်ပြီးတော့အမြန်သေးပါစီတော့။ဟာခမကြီးကျုပ်ကိုမကြိမ်နဲ့နော်။စုံမကြီးခမကြီးဗျာကြိမ်နေဟာမွေစိုးကြိုက်ပြီးတေးမဲ့အကောင်ရဲ့နေငါ့ကိုဘာလုပ်ချင်တာလဲလာလေလာစမ်းပါခမကြီးဗျာဖိုးအောင်ကဒေါ်မိုးသူသူ့ကိုကျင်းဆူနေတဲ့အခါကြောက်လန့်စိတ်နဲ့အတူဒေါသဖြစ်သွားတော့တယ်ဒေါ်မိုးသူကျင်းဆူတဲ့စကားဟာအမှန်ဖြစ်လေရှိတယ်လို့ရွာမှာနာမည်ဆိုးတွင်နေတာကြောင့်ကြောက်လန့်ဒေါသဖြစ်ပြီးပြောဆိုနေတော့လေရှိသူတူးမလာရဲပဲနဲ့မကြေမချမ်းကျင်းဝါပြောဆိုပြီးတော့ပြန်လှည့်သွားတော့တယ်မထွေလီဟာအခုထိဒေါသမပြေးသေးတဲ့မိခင်ကိုဖြောင်းပြပြီးတော့အိမ်တို့ပြန်လာခဲ့ကြတော့တယ်နောက်တစ်နေ့မှာတော့ထူးဆန်းတဲ့သတင်းတစ်ခုကိုမထွေးလေးကြားလိုက်ရတယ်။ရွာတွေကနေတူရီသောတငယ်ချင်းအေးမီတယောက်မထွေးလေးထံရောက်လာပြီးတော့ပြောပြခြင်းပဲဖြစ်ပါတယ်။မထွေးလေးဖိုးအောင်မင်းညမွေးကိုက်လို့တည်သွားပြီ။အဲ့ဒါနင်တို့သားအမိကိုဖိုးအောင်ကိုတွေကတတ်မယ်လို့ကျင်းဝါနေကြတယ်။ဟဲဖိုးအောင်မွေးကိုက်တည်တာနဲ့ငါတို့သားမိကိုဖိုးအောင်ကိုတွေကတတ်မယ်လို့ဘာလို့ကျင်းဝါနေရလဲ။ဖိုးအောင်မတည်ခင်ကအရက်ဆိုင်မှာသူ့ကိုနေအမိကမွေးကိုက်တည်ပါစေလို့ကျင်းစာတိုက်ခိုက်တယ်ဆိုပြီးတော့ဒေါသတကြီးနဲ့ပြောနေသေးတယ်တဲ့အဲ့ဒါအခုဖိုးအောင်မွေကြိုက်သေးတော့နေမေကျင်းလို့သူ့ညီသေးရတာဆိုပြီးတော့သူ့ကိုယ်တွေကဒေါသဖြစ်နေကြတာဒါကတော့တိုက်ဆိုင်မှုပါဟာဖိုးအောင်ငါ့ကိုနောက်ရှက်နေချိန်အမေရောက်လာပြီးတော့ဒေါသဖြစ်ပြီးတော့ပြောလိုက်တဲ့စကားကတိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာပါတတိတော်ထားဟာဖိုးအောင်ကိုယ်တွေကရွာလူမိုက်တွေနင်တို့ကိုအန်ဒီရဲ့ပြုတ်လာနေတာမို့ငါနဲ့အတွက်စိုးရင်ပြီးတော့လာပြောတာပဲအေးမီတယောက်မထွေးလေးကိုဖူးအောင်သေးဆုံးကြောင်းလာပြောတယ်။နောက်ဆက်တွဲအနေနဲ့ရွာလူမိုက်များဖြစ်ကြတဲ့ဖူးအောင်အကူတွေကမထွေးလေးတို့သားမီးကိုအန်ဒီရဲ့ပြုလာမိအရေးအတွက်စိုးရင်စကားပြောပြီးပြန်သွားတယ်။မထွေးလေးဟာရွာမလူတွေပြောဆိုကြသလိုသူမရဲ့မိခင်ကိုမကောင်းသောစကားများပြောဆိုသည်များဖြစ်တတ်တဲ့ကျင်းစာတိုက်တဲ့ဆုံးမကြီးဟုဘယ်တော့အခါမှမထင်ခဲ့ဘူးပါဘူး။အခုကိစ္စရမှာလဲတိုက်ဆိုင်မှုတစ်ခုသာဖြစ်မယ်လို့တွေးထားပါတယ်။ဖိုးအောင်တည်ပြီးတပတ်ခန့်ကြာပြီးတဲ့နောက်မနေ့ပိုင်းအချိန်မထွေးလေးတယောက်တောင်ယာကိုထွက်လာခဲ့တယ်။ဖိုးအောင်ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းဒေါ်မိုးသူကသမီးကိုစိတ်မချလို့အဖော်လိုက်တတ်တယ်။ဒီကနေ့မှာတော့ခေါင်းမူးတယ်ဆိုပြီးအိမ်မှာကျန်ရစ်နေခဲ့ပါတယ်။မထွေးလေးတို့တောင်ယာမှာတော့ရာငယ်ုံများကိုစိုက်ပျိုးထားရာအသီးများရင်လို့တချို့ကမက်ဆပြုတ်နေပြီမို့နေတိုင်းခူးဆွနေရသည်မို့မိခင်ကစိတ်မချ၍မိခင်ဖြစ်သူတားတဲ့ကြားကနေတောင်ယာကိုထွက်လာခဲ့တယ်။တောင်ယာကိုရောက်ချိန်မှာတော့ငရုတ်ခင်းဝင်ရဲ့ငရုတ်သီးများခူးနေတဲ့မထွေးလေးဟာနနာရီခက်မြငရုတ်သီးကိုခါကုန်းခူးနေရကနေညောင်းလာတာကြောင့်ခါဆန့်၍အညောင်းဖြစ်နေမိတယ်။အဲဒီချိန်မှာပဲလေးတို့ကိုထိုးခွင်းလာတဲ့အတန်နဲ့အတူများတစ်စင်းကသူမရဲ့ဘေးကနေကတ်ထွက်သွားတာကြောင့်မထွေးလေးရင်ထဲမှာတိတ်ကနေခုန်သွားတယ်။ကျောင်းပေါ်ကနေများတယ်လာရာကိုလမ်းကြည့်လိုက်တော့ဖိုးအောင်ကိုလူမိုက်နေရောက်နဲ့သူတို့ညီကိုတပြစ်ဖြစ်သူကိုတွေ့လိုက်ရတယ်လို့ပြပြစဒူးလေးကိုကင်ထားတဲ့ဖိုးအောင်ရဲ့အကူအားတခြားတစ်ယောက်ကနေထပ်မပြစ်ရန်ပြောပြီးတော့အနီးကပ်တက်ရန်မထွေးလေးထံကိုလာနေကြတာကိုမြင်ရတာကြောင့်မထွေးလေးတယောက်အသက်ပေးမှုလွတ်ရပြေးခဲ့တော့တယ်။မထွေးလေးဟာတောင်ပေါ်ကနေတခြားတစ်ဖက်တောင်အောက်ကိုပြေးဆင်းခြင်းဖြစ်ပြီးတော့ဖိုးအောင်ကူများမှာတောင်ပေါ်တက်လာရတာကြောင့်အစင်းကပူမြန်ရန်ပြေးချိန်ပို့ရလိုက်တယ်။ဒါပေမဲ့ယောက်ျားမိန်းမခြေလန်းချင်းကွာတာကြောင့်မကြမီမှာတော့တွန်းနဲ့ထဲကိုအသက်လုပြီးတော့ပြေးဝင်ခဲ့ခြင်းဖြစ်ပါတယ်။ကြောက်လန့်တကြားအသက်လုရင်းနဲ့ပဲတော်တဲ့ပြေးဝင်ရတာမို့တွန်းနဲ့ထဲမှာမျက်စိလည်လမ်းမသွားပါတော့တယ်။ခြေဥတရာပြေးနေတဲ့မထွေးလေးနောက်ကိုအမဲလိုက်နေကြမှုတောကျန်းတဲ့ဖိုးအောင်ကူတို့၃ယောက်ကခြေရာကောက်၍လိုက်ပါလာကြရာနောက်ဆုံးမထွေးလေးကိုမိပြီးတော့တက်ခါနေအချိန်ကျွန်ုပ်တို့နဲ့ဆုံရခြင်းဖြစ်ပါတယ်။ကျွန်ုပ်တို့ရောက်နေတဲ့နေရာဟာရခိုင်ပဲခူးရုံးမှအစဖြစ်ပြီးတော့မထွေးလေးတို့ကပဲခူးရုံးမှပဲအချက်မှဖြစ်ပါတယ်။ဒါနဲ့ရွာပြန်ရင်ကောဖြစ်ပါမလား။ဘူကောင်တွေကအသက်ကိုနောက်တစ်ချိန်အန္တရာယ်ပြုတ်လာနိုင်တယ်။ရွာရောက်ရင်တော့ရွာလူကြီးစီမှာဖြစ်ချောင်းကုန်စင်သွားပြောပြရမယ်။ရွာလူကြီးကတမရှိပါတယ်။ဒီကောင်တွေခုလောက်ဆိုရွာကတော့ရှောင်ပြေးနေလောက်ပြီးထင်တယ်။ရွာဒီကောင်တွေရှောင်နေတာပိုပြီးအန္တရာယ်များတယ်။ပုံပြီးအသက်အန္တရာယ်ပြုတ်လာနိုင်တယ်။ဘယ်တတ်နိုင်မှမလဲအကူရဲ့။အန်ဒီကိုကြည့်ရှောင်ရတော့မှာပေါ့မထွေးလေးဟာ
3 နာရီခန့်မြပြေးလာတဲ့တောဘက်ကိုရှောက်လာကြရင်းနဲ့မထွေးလေးတယောက်သူမရဲ့ရွာသွားလန်းကိုမမိလာဟန်တူပါတယ်။အစပထမစန်တဝါဝါသွားလန်နေရကနေနောက်ပိုင်းမှာတော့နေရဥတူချက်မန်လန်းကိုရွေးချယ်ပြီးတော့တောအတင်းသွားလာနေတယ်။နောက်ဆုံးမထွေးလေးဟာသူမတို့ရွာအနီးရောက်လာပြီဖြစ်ကြောင်းကိုပြောရင်းနဲ့ခြေလန်းခတ်တွတ်သွားနေတယ်။ဇနုတ်ဟာရခိုင်ရုံမအတွင်သာလက်လက်၍အမဲပြစ်သူဖြစ်တာကြောင့်ပဲခူးရုံမတော်ကိုကြမ်းကျင်မှုမရှိပါဘူး။တောနဲ့တဲ့အရာမှာတော့တောင်ပေါ်နေချင်းလူမျိုးရွာငယ်ကလေးများရှိတတ်ကြတယ်။မထွေးလေးမှာတော့တောအုပ်တွင်မှာခြေတန်းရှိအိတ်တလုံးစီကိုကျွန်ုပ်တို့နှစ်ယောက်ကိုဥဆောင်ခေါ်သွားတယ်။အမေဟဲသမီးဘယ်လျှောက်သွားနေရလဲကွယ်။တမနဲ့လုံးပြောက်နေတာ။အမေစိတ်ပူနေရနဲ့ဒါနဲ့မင်းနဲ့စိလူစိဧည့်သည်တွေကဘသူတွေလဲ။သမီးအကြောင်းဆိုရှင်းပြမယ်မေ။လာအခုတို့အိမ်မော်တက်ကြမယ်။မထွေးလေးခေါ်တဲ့ကြောင့်အိမ်တကားဝမှာအသက်80အရွယ်မျိုးသမီးကြီးတယောက်ထွက်လာတယ်။အသားကမဲနဲ့ခါးကကုန်းကုန်းတကောင်းလုံးစပင်များကဖြူဖြူဖွေးလျက်အယိုးပေါ်အရည်တင်ပိန်ချုံနေတဲ့အဖွားကြီးကမထွေးလေးကသာအမိဆိုသည်ကိုမထွေးလေးမပြောရင်တော့ယုံနိုင်မှာမထင်ပါဘူး။မထွေးလေးတို့သားအမိကိုမြင်သူတိုင်းကတော့ဆုံးမကြီးနဲ့နတ်သမီးလေးဟုတင်စားမိကြမယ်လို့ကျွန်ုပ်တွေးမိနေတယ်။အဖွားကြီးကသမီးဖြစ်သူကိုစိုးရင်တကြီးမင်းရင်နဲ့ကျွန်ုပ်တို့ကိုမြင်တဲ့အခါမှာတော့ခွက်ဝင်နေတဲ့မျက်တွင်းထဲကနေမျက်လုံးတွေကအယောင်တောက်သွားတယ်။မထွေးလေးဟာမိခင်ဖြစ်သူအမေကိုပြန်ဖြေရင်းနဲ့ကျွန်ုပ်တို့ကိုအိမ်ပေါ်တက်ရန်ဖိတ်ခေါ်နေတယ်။အိမ်ပေါ်ရောက်တော့တင်ပြပြတစ်ချက်ကိုခင်းပေးပြီးတော့ကျွန်ုပ်တို့နှစ်ယောက်ကိုထိုင်ခိုင်းပြီးတော့အဖန်ရည်ဦးနဲ့ရင်းနှီးခွက်များလာချပေးတယ်။မထွေးလေးနဲ့မိခင်ဖြစ်သူဟာအိမ်အတွင်းဝင်သွားကြတယ်။မထွေးလေးရဲ့ငိုတန်စစ်တဲ့စကားသံများနဲ့အတူမိခင်ဖြစ်သူရဲ့ဒေါသတကြီးကျင်းဝါဆဲဆူသံများကိုအိမ်အတွင်းကနေတစ်ချက်ကြားနေရတယ်။အချိန်နဲ့ငယ်ကြာပြီးမှသာတားမိနှစ်ယောက်ဟာကျွန်ုပ်တို့ရှိရာအိမ်ထဲကိုထွက်လာကြတယ်။ဒီကမောင်ရင်နှစ်ယောက်ကအရေးသမီးအသက်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်ကွယ်။နှုတ်မို့ဆိုဟိုလူငနားတွေလက်ချက်နဲ့အရေးသမီးလေးတေးရမှာတတိမရှိတဲ့ကောင်နဲ့မိန်းကလေးတယောက်ကိုအုပ်စုလိုက်ဝိုင်းပြီးတပ်ဖို့လှုပ်ကြတယ်။အရှက်ကိုမရှိကြအောင်ကျွန်ုပ်တို့လည်းမျက်စိရှိမှမတရားမှုမြင်ရက်ကြည့်မနေတတ်တာကြောင့်ဝင်ပါလိုက်ရတာပါ။အထူးတလဲကျေးဇူးတင်ကြမလို့ပါဘူးခင်ဗျာ။ဒါနဲ့မထွေးလေးကိုအသက်အန္တရာယ်ပြုဖို့ကြံစီတဲ့လူတွေကိုသာတိုက်တန်းဖို့လုပ်ပါတိုက်ရမှာပေါ့ကွယ်လူတယောက်အသက်ကိုရန်ပြုတ်လာရင်တော့တူညီတဲ့တုတ်ပြန်မှုတော့ပြန်ပေးဆိုင်ရမှာပေါ့မိုင်းတို့ခဏနေကြအောင်နော်ကျုပ်ရွာထဲသွားပြီးတော့ရွာလူကြီးကိုခုကိစ္စသွားတိုင်လိုက်မယ်ဩဒါနဲ့ကျုပ်နာမည်ဒေါ်မင်းစာလို့ခေါ်တယ်ကွဒီကမောင်ရင်ရဲ့နာမည်ကဘယ်လိုခေါ်တယ်လဲကျွန်ုပ်နာမည်ကဖိုးတီလို့ခေါ်ပါတယ်ဒါကကျွန်ုပ်တပည့်တာဝပါအေးကွယ်အိမ်မာနေခဲ့ကြအောင်ကွကျုပ်ရွာထဲသွားလိုက်အောင်မယ်သမီးရေဧည့်သည်တွေစားဖို့ထမင်းချက်လိုက်ပါစားနေချရောက်ပေါ့မထွေးလေးမိခင်ဒေါ်မင်းစာဟာအိမ်ပေါ်မှဆင်းပြီးတော့သမီးဖြစ်သူကိစ္စကိုရွာလူကြီးကိုတိုက်တန်းရန်ထွက်ခွာသွားတယ်မထွေးလေးမိခင်ဟာသမီးဖြစ်သူအသက်ကိုလှုပ်ချရန်ကြံစီသူများကိုဒေါသလည်းအတော်ထွက်နေဟန်တူပါတယ်ကျွန်ုပ်နဲ့စကားပြောနေချိန်မှာပဲအန်ကျစ်ပြီးတော့စကားတန်မှပြောဆိုလျက်ရှိနေတယ်အကူတို့စားဖို့အထွေးတစ်ခုခုချက်လိုက်မယ်နော်ခဏစောင့်ကြနော်နေငါညီမအကူတို့အခုပဲပြန်မလို့တွေးထားတာငါညီမလည်းအသက်ဘေးကင်းပြီဆိုတော့ပြန်มาတော့မယ်မဟုတ်တာအထွေးအသက်တကယ်ကျေးဇူးရှင်တွေကိုထမင်းတနက်မှမကျွေးလိုက်ရင်စိတ်ကောင်းနိုင်မယ်မထင်ဘူးနောက်ပြန်တွေ့ဖို့ကလည်းမလွယ်တော့မို့ထမင်းစားတော့တညအိပ်ပြီးမှပြန်ဖို့ပြောချင်ပါတယ်ဟုတ်ပါတယ်ကိုကြီးဖို့တရားအချင်းကလည်းညနေတောင်စောင်းနေပြီစားတော့တညအိပ်ပြီးမနေ့မိုးလင်းမှထပ်ပြန်ကြတာပေါ့ကောင်းပြီလေဒါဆိုလဲနေ့ပြန်မနေ့ဆွဆွမှထပ်ပြန်တာပေါ့မချွေးလေးကစားတော့ရဲ့တညအိပ်ရန်ပြောခြင်းကိုတာဝါကပါဝိုင်းကူပြောလာတာကြောင့်သဘောတူလိုက်ရပါတယ်မချွေးလေးဟာကျွန်ုပ်သူမစကားကိုသဘောတူလိုက်ခြင်းကြောင့်ဝမ်းသာသွားဟန်ပြုံးလိုက်ပြီးတော့နောက်ဖေးသို့ချက်ပြုတ်ရန်ဝင်သွားတော့တယ်တာဝါကတော့မထွေးလေးကိုမျက်တောင်မခငေးနေသလိုနောက်ဖေးဘက်ဝင်သွားတဲ့အထိလိုက်ကြည့်လျက်ရှိနေတယ်ဟမ်တော်ရုံမဲကောင်းပါလေတာဝရဲ့ဟာကိုကြီးဖို့တယ်ကျွန်တော်ကဘာပြောတာလဲမင်းကလေကောင်းမလေးဘက်ကနေပြီးဒီမှာတညအိတ်နေဖို့ဝိုင်းပြောတယ်အစ်စ်တစ်မျိုးကိုရတစ်မျိုးခိုးပြီးတော့လည်းငန်းနေအခုလည်းနောက်ဖေးဝင်သွားတာတော့မှလိုက်သွားမလို့ဖြစ်နေတဲ့မင်းပုံစံကိုအမြင်ကပ်လို့ပြောတာကွာဟာဗျာကြားသွားမှဖြစ်တူတူပြောပါကျွန်တော်လည်းလူပြိုလို့မထွေးလေးကလည်းအပြိုဆိုတော့လူပြိုတဘာဝငမ်းမိတာပါဗျာအမေ
ငါကလည်းမင်းသာဆိုရင်တော့တခါတည်းတောင်းရမ်းပေးမှာပါခုခါကကြည့်နေတာမျက်လုံးကြီးကျွတ်ထွက်တယ်မယ်စကားလေးပါလေးကြောင့်မပြောရင်ဒါကတော့ကျွန်တော်စကားပြောမယ်ချင်လိုက်တယ်ရင်းထဲကကတုံကရင်နဲ့ဘာပြောလို့ပြောရမယ်မသိဘူးဖြစ်သွားလို့ကိုကြီးမင်းကတုံကရင်တော့မှဖြစ်ကွာငါခြေဆက်လက်ဆက်ဟိုနားဒီနားရှောက်မလို့လိုက်ခဲ့အောင်လားကြံနေရမလားမလိုက်တော့ပါဘူးကိုကြီးဟာမထွေလေးချက်ပြုတ်နေတာပင်မရှာနေရောမယ်ထင်းခွဲရည်တယ်လေးတော့ကူပေးရင်းနဲ့ကျရင်ခဲ့တော့မယ်လေတာဝကတော့လေတကယ်အကောင်ပဲကျွန်တော်ဟာတာဝအဖြစ်ကိုသဘောကျစွာနဲ့အတန်ထွက်ရီမောလိုက်ရင်းနဲ့အိမ်အောက်ကိုဆင်းလာခဲ့ပါတော့တယ်အိမ်မေတစ်တော်အုပ်အတွင်းကိုရွာသို့သွားဟန်တူတဲ့လူသွားလန်းလေးရှိနေတယ်ကျွန်တော်ဟာလူသွားလန်းလေးအတိုင်းရှောက်လာရင်းနဲ့ပတ်ဝန်းကျင်ကိုဟိုဒီလိုက်ကြည့်နေမိတယ်ရွာဟာမထွေးလေးတို့အိမ်နဲ့အတော်ဝေးဟန်9မိနစ်ခန့်ရှောက်ပေမဲ့ရွာကိုမတွေ့ရသေးဘူးကျွန်ုပ်လည်းလူသွားလန်းအတိုင်းသွားနေရင်းနဲ့နှာခေါင်းကနေညီဆွဆွအနံ့တစ်ခုလေအစ်စ်မှရလိုက်တယ်တက်ရှိအကောင်တကောင်ပုတ်ရမှရတဲ့အနံ့မျိုးပဲဖြစ်ပါတယ်ကျွန်ုပ်ဟာဘာရဲမဟုတ်အပုတ်နဲ့ထွက်လာရတောအုပ်တွင်ကိုရှောက်လာခဲ့မိတော့တယ်တဖြည်းဖြည်းနဲ့အပုတ်နဲ့ကစူးရှက်စွာပြင်းလာသလိုကျွန်ုပ်လည်းအပုတ်နဲ့ထွက်ရနေရနဲ့နီးလာခဲ့ပါတယ်အပုတ်နဲ့ထွက်လာတဲ့နေရာဟာတောင်ကျတဲ့နေရာကနေထွက်လာခြင်းဖြစ်တယ်လောက်ကောင်ကြစပြုတ်နေပြီဖြစ်တဲ့ဆက်ဖားကြီးတစ်ကောင်ဟာရင်မဲရမ်းကြီးများတကောကောနဲ့ရှိနေပါတယ်မုတ်ဆိုးတဘာဝစာကြီးပါအကြောင်းကြောင့်တေးဆုံးရတာကိုစိတ်ဝင်စားသွားမိတယ်မုတ်ဆိုးပြစ်ခတ်ရမသိဘဲနဲ့ခြေဥတက်ရပြီးပြီးတေးစင်လားခြေနဲ့တုတ်ကံများရုံထွက်လွတ်မြောက်ရမှလွတ်မြောက်ပြီးတော့လာတည်နေစင်လားဒါမှမဟုတ်မွေဆိုးမွေဟောက်များလက်ချက်ကြောင့်တေးဆုံးခြင်းလားလို့တွေးနေမိတယ်ကြားခဲ့သူအသားစားတတဝါဆိုပါကတားများကြံနေမှာမဟုတ်ပါဘူးစာကြီးဟာတကူလုံးဖောင်းပွားပြီးတော့အပုတ်နဲ့ထွက်ဆပြုတ်နေပြီးတော့ကျွန်ုပ်မှဒဏ်ရာရှိတဲ့နေရာကိုကြည့်ပြီးတော့လက်ဘေးမှာလောက်ကျနေတဲ့အပေါက်တစ်ခုကိုတွေ့လိုက်ရတယ်။ဆက်ကြီးသေးဆုံးတဲ့ပုံဟာတခြားသောဒဏ်ရာတန်းချက်မတွေ့ရဘဲနဲ့လက်ဘေးအပေါက်တစ်ခုသာတွေ့ရတာကြောင့်အဲ့ဒီဒဏ်ရာကြောင့်သေဆုံးပုံရပါတယ်။မြင်သည့်အကောင်ကိုက်၍သွေးဆုပ်သွားတယ်လို့သိချင်ပေမဲ့လေဒဏ်ရာကလောင်များကျနေ၍မန်းဆရခက်ခဲနေပါတယ်။ဆက်ကဲ့သို့အကောင်မျိုးကိုဖမ်းယူသွေးဆုပ်နိုင်မဲ့အကောင်မျိုးကိုမစင်းစားတတ်အောင်ပင်ရှိနေပါတယ်။ကျွန်ုပ်ဟာဆက်သေးကြီးကိုကြည့်၍အတွေးများနေရင်ဘေးဘီတို့မျက်လုံးဝစ်ကြည့်ပြီးတော့တောင်တန်းရံမှာလူတစ်ယောက်ဝင်သွားတဲ့ခူပေါက်ကျကြီးတစ်ပေါက်ကိုတွေ့လိုက်ရပြီးတော့အတွင်းကိုလူတစ်ယောက်ဝင်သွားတယ်လို့ရိတ်ခနဲ့တွေ့လိုက်ရတာကြောင့်ကျွန်ုပ်လည်းဆက်အသေးနားမှာခွာပြီးတော့အဲ့ဒီခုနေရာကိုရှောက်လာခဲ့ပါတော့တယ်ခူအတွင်းမှာတော့အလင်းရောင်ကောင်းဆောင်မရဘဲနဲ့မဲမောင်လေးရရှိနေတယ်ကျွန်ုပ်ဟာခူဘွားမှာရက်ပြီးတော့အတွင်းသို့ဝင်းတင်ချိန်ဆလေးရရှိနေတယ်မောင်ဖိုးတီဟာကျွန်ုပ်မှာခုအတွင်းမှာစိတ်ဝင်စားရှိနေချိန်မှာတော့နောက်နားစီကနေကျွန်ုပ်အမိခေါ်တဲ့တစ်ခုကိုကြားလိုက်ရတာကြောင့်ရုတ်တရက်မှုလူကစက်ကနေတုံသွားပြီးတော့နောက်သို့ခြားကနေလက်ကြည့်လိုက်တော့ကျွန်ုပ်ရဲ့နောက်နားမှာဘယ်ချိန်ကရောက်နေမှန်းမသိတဲ့ဒေါ်မင်းစာကိုတွေ့လိုက်ရတယ်။ဘာတွေစိတ်ဝင်စားကြည့်နေရလဲမောင်ဖိုးတီ။ဘာမှမဟုတ်ပါဘူးတော့။ပြင်းလို့ဟိုလျှောက်တလျှောက်ကြည့်နေဒီနားကိုရောက်လာတော့အထဲကိုလူတစ်ယောက်ဝင်သွားတာတွေ့လိုက်လို့အမြင်မားတာနေမှာပါကွယ်။ဂျီကူကလူတွေမဝင်ကြဘူး။တရေ၆တယ်လို့နမည်ကြည့်ရဲ့။အထဲမဝင်တာကောင်းပါလေကွယ်။တရေရှိတာမရှိတာတဲ့မွေးပါကိမအနေကိုကြောက်ရတယ်ကွယ်။ဟုတ်ကဲ့တော့ဒါနဲ့တကြီးကိုသွားတိုင်တာအချင်းနေထုလားဒီကောင်၃ကောင်ကရွာကိုမကတ်တာ၃ရက်လောက်ရှိပြီလို့ကြားခဲ့တယ်တကြီးကိုတော့တေချာပြောပြီးတိုင်ခဲ့တယ်ထားလိုက်ပါကွယ်ညနေစောင်းနေပြီရေမိုးချိုးပြီးတော့ညစာစားကြရအောင်ကျွန်ုပ်နဲ့ဒေါ်မင်းစာပြန်လာတဲ့အခါမှာတော့အိမ်ဘေးမှာကြောင်မြောက်အောင်ကြိုက်လက်ဓမ္မတို့တစ်ချောင်းနဲ့ထင်းဆောင်များခွဲစိတ်နေတဲ့တာဝါနဲ့အတူခွဲပြီးသားထင်းများကိုအိမ်အောက်တင်နေရမှာစုပုံနေတဲ့မထွေးလေးကိုတွေ့လိုက်ရတယ်ငါကောင်ကြီးတာဝါအလုပ်တွေစူးစမ်းလာကြည်လားတော်ဖို့ပြောတာပြောလို့မရဘူးကိုရဲ့ဆက်ခွဲနေတာအားနာစရာရတယ်မထွေးလေးအိမ်မှာယောက်ျားသားမရှိတော့ထင်းခွဲရတာအခက်ခဲရှိမှာပေါ့ဒီကောင်တာဝါကကူညီတတ်တယ်ခွဲပေးလိုက်မယ်တလစာတမိုးစာလောက်သာခွဲခိုင်းကျွန်တော်ဟာတာဝါကိုတမင်တကာကြောက်တွန်းစကားစားနောက်ဆိုရင်းနဲ့အိမ်နောက်ဖေးတောဆာမှာရှိတဲ့စမ်းကြောင်မှာအဝိအစားအလဲလင်မပါတာကြောင့်ဂျပန်ရေချိုးနီးချိုးလိုက်တယ်ကျွန်တော်ရေချိုးအဝိအစားလဲလှယ်ပြီးတဲ့အချိန်မှာပဲတာဝါရောက်လာပြီးတော့ရေကမန်းကနန်ချိုးနေတော့တယ်ညစာထမင်းဝိုင်းမှာတော့ဟင်းအမယ်စုံလင်လာပါတယ်ဧည့်သည်ရောက်လို့အိမ်မှာမွေးထားတဲ့ကြက်ဖတ်ကြီးတစ်ကောင်ကိုမထွေးလေးကတာဝါကိုတက်ဖြတ်ခုတ်တစ်ခိုင်းထားတဲ့ကြက်သားချက်ဗတက်ပွင့်ကိုကတက်ညွတ်ထက်ပြီးတော့ချက်ထားတဲ့ဟင်းကျုံရုပ်တီထောင်တုတ်စရာအသီးရွက်များနဲ့ကျွန်ုပ်တို့နှစ်ယောက်ဟာ
ဖိုက်ခွေးနှံအောင်ကိုစားတောက်နေကြတော့တယ်။မက်ထရီလီကတော့ဟင်းထမင်းလိုအပ်သူများကိုခူးထက်ပေးနေရှိနေတယ်။မက်ထရီလီကအာမရာတန်စားတောက်ရန်ပြောရင်းနဲ့တာဝကိုကြက်တာဟင်းထက်ပေးရအသေးပါဖြစ်နေတာကြောင့်တာဝမျက်နှာဟာရှက်ရွံ့ကျဉ်းတဲ့နေဟန်ရှိနေတာကိုကျွန်ုပ်မြင်တွေ့ရတာကြောင့်တာဝရှက်သွားမိကိုဆို၍တစ်ဖက်လက်ရဲ့ကျွန်ုပ်ပြုံးမိတော့တယ်။စားတောက်ပြီးတဲ့အခါမှာတော့ရင်းနှင်းချမ်းတူကိုနန်းနဲ့စုပ်ထားတဲ့ကျန်တကာခဲလေးများနဲ့အချိုတေးရန်စီမံပေးတယ်။ကျွန်ုပ်တို့နှစ်ယောက်ရင်းနှင်းချမ်းတောက်လိုက်ကျန်တကာခဲလေးကိုကိုက်စားလိုက်ရှိနေချိန်မှာမတ်ထွေးလေးတို့သားမီးနှစ်ယောက်ဟာထမင်းစားနေကြတယ်။အနှဲငယ်မောင်လာပြီးဖြစ်တာကြောင့်လက်ဆွဲမီးအိမ်တလုံးကိုကျွန်ုပ်တို့အနာထွညှိပေးထားတယ်။စားတောက်နေရင်နဲ့မထွေးလေးတို့သားမီးတခုခုကိုတိုင်မီနေဟန်စကားတံများကြားနေရတယ်။ထမင်းစားကန်းနဲ့အနှဲငယ်လန်းနေတာကြောင့်ဘာပြောနေကြသည်ကိုတေချာစွာမကြားရပါဘူး။စားကောင်းလိုက်တာကိုကြီးဖို့တရားမထွေးလေးဟင်းချက်လိုက်ရအတော်ကောင်းနေနော်။မထွေးလေးလက်ရကိုတစ်သက်လုံးစားရဖို့မထွေးလေးကိုယူလိုက်ပါလားတာဝရ။ဟာဗျာကိုကြီးကလည်းကြားတော့မှဖြင့်အားနာကြ။ဘာလဲမင်းကမလို့ချင်ဘူးလား။အခုမှတယောက်နဲ့တယောက်သိုံမဲရှိသေးတယ်။လူပြိုစကားပြောလို့ကောင်းမှမလား။နောက်ကြတာဆိုလို့တေးတာပဲကောင်းတယ်တာဝ။ကြိုက်ရင်ဖွင့်ပြောလိုက်တော့ကျွန်ုပ်မှတာဝမပြောရင်မှန်သိ၍တာဝကိုတမင်တကာဖွင့်ပြောခိုင်းနေချိန်မှာမထွေးလေးတို့သားအမိထမင်းစားပြီးတော့ပြန်ရောက်လာတာကြောင့်စကားလက်ဆက်ပြတ်သွားကြတယ်။မထွေးလေးကကျွန်ုပ်တို့နှစ်ယောက်အိတ်ဆက်ရန်ခေါင်းအုံးနဲ့ဆောင်းများကိုယူလာပြီးတော့အိတ်ရှိကမ်းမှာအိတ်ရပြင်းပြီးတယ်။ကျွန်ုပ်လည်းစီမီအိမ်ကိုမင်းကြီးလိုက်ပြီးတော့ကျွန်ုပ်တို့နှစ်ယောက်ဟာအိတ်ရပေါ်ချစ်ဆက်လက်ဆက်လဲနေကြတယ်။နိုင်ဝဲတနာရီခန့်အကြာမှာတော့တနေကုန်ပင်ပန်းတဲ့အရှိန်ညစာကိုဗိုက်ပြစ်အောင်စားထားတဲ့အရှိန်နဲ့တာဝဟာခေါင်းချပြီးတော့မကြမီမှာတခေါက်ခေါက်နဲ့ဟောက်လျက်ရှိနေတယ်လို့ကျွန်ုပ်ဟာလည်းမျက်လုံးများမေးစင်းပြီးတော့အိပ်ပျော်လူလူရှိနေချိန်မှာတော့အင်းကတိတ်ကနေတစ်ချက်လှုပ်သွားရာတောတောင်အတွင်းမှာတတိနဲ့အိတ်ဆက်တက်တဲ့အချင်းရလူကစက်ကနေလက်နိုးသွားတယ်။တဲ့အိမ်လူဟာမီးမောင်ကျပြီးတော့တိတ်ဆိတ်နေတဲ့လျက်ရှိနေရကျွန်ုပ်ဟာအိပ်ရပေါ်မှာလိမ့်နဲ့နားကိုအစွမ်းကုန်ဖွင့်ထားရခြေတံဖွက်ဖွက်ကျွန်ုပ်တို့အိပ်ရနေရပဲလာနေတဲ့အတန်ကိုကြားနေရတယ်။အိပ်နေကြပြီ။တကယ်အိပ်တာသေးကြလား။ဒီတန်မြနဲ့ပြောနေတဲ့စကားတန်ကိုကျွန်ုပ်ကြားနေရတယ်။မထွေးလေးတို့သားမိပြောနေတဲ့စကားမှန်သိရပြီးတော့ကျွန်ုပ်တို့အိမ်မအိတ်တေချာစီရင်မထွေးလေးကလာကြည့်ပြီးတော့သူ့ရဲ့မိခင်ကိုပြန်ပြောနေပုံပါပဲ။ကျွန်ုပ်ဟာညနေတကောင်လူအိတ်ချိန်မှာမထွေးလေးတို့သားမိမိကဲ့သို့ရှိဝေချက်ကြောင့်ကျွန်ုပ်တို့မရိပ်မိစီရန်ရှိနေကြတာကိုစိတ်ဝင်စားသွားမိတယ်။အဲဒါကြောင့်အသက်မြင်မြင်ရှူပြီးတော့ဆက်ရွက်အိတ်ချင်အောင်စောင့်နေမိတော့တယ်။ဖွာနေနဲ့ခြေတန်းတစ်ခုဟာအိမ်နောက်ဘေးလေးကားမှတဆင့်အောက်ကိုဆင်းသွားကြကြောင်းသိလိုက်ရတယ်။ကျွန်ုပ်အိယာကနေစက္ကနဲ့ထထိုင်ပြီးတော့တာဝကိုနိုးတင်မနိုးတင်စဉ်းစားနေမိတယ်။မိသည့်အကြောင်းအရာမှမသေးချာမိရတဲ့ကိစ္စမှာတာဝကိုနိုးပါကတာဝအိရေးပြတ်သွားနိုင်တာမို့တာဝကိုမနိုးပဲထားခန့်ရန်တွေးပြီးတော့လိုရမေရတနက်ကိုယူပြီးတော့အိရှိတကားမှအောက်ကိုဆင်းလာခဲ့လိုက်တယ်။အပြင်ဘက်မှာတော့မြူနေများကိုထိုးဖောက်၍လက်ရောင်ပါကြာဆင်းနေပါတယ်။ကျွန်ုပ်မှာပတ်ဝန်းကျင်အားမျက်လုံးဝစ်ကြည့်ရမှာတော့ကျွန်ုပ်ညနေဆောင်ကသွားခဲ့တဲ့တောအုပ်လူသွားလှမ်းအတိုင်းကိုဝင်သွားကြတာကိုတွေ့လိုက်ရတယ်။ကျွန်ုပ်ဟာရှုပ်ဝက်ချက်တစ်ခုခုရှိပုံရတဲ့သားမီးနှစ်ယောက်နောက်ကိုတော့နောက်ရခံ၍လိုက်ခဲ့ပါတော့တယ်။ကျွန်ုပ်မှာညနေဆောင်ကလေးကပတ်ဝန်းကျင်ခြေနေကိုလိလာမှတ်သားပြီးဖြစ်တာကြောင့်ခြေတန်းလုံးနဲ့လိုက်ပါလာနိုင်ပါတယ်။မထွေးလေးတို့သားမီးမှာကျွန်ုပ်ဆက်ဖားတေကြီးတွေ့ရတဲ့နေရာကခုပေါက်အတင်းကိုဝင်သွားကြတာကိုတွေ့လိုက်ရပါတယ်။ညနေတကောင်အချိန်မှာသားမီးနှစ်ယောက်ထဲလိုင်ကူအတွင်းကိုဝင်သွားတာကအလွန်ထူးဆန်းနေပါတယ်။အိမ်နဲ့တိတ်မွေးတဲ့လိုင်ကူအတွင်းကိုနေ့လည်နေ့ကင်းမြင်သာထင်သာအချိန်မျိုးမှမဝင်ပဲလူကြီးတိတ်တဲ့အခုလိုညအချိန်မျိုးမှဝင်သွားတာကလူသိမခံဝင်တဲ့အကြောင်းတစ်ခုခုရှိရမယ်လို့ကျွန်ုပ်တွေးနေမိပါတယ်။ကျွန်ုပ်ဟာတိတ်ချင်စိတ်ကိုမမျိုးသိမ့်နိုင်တာကြောင့်လိုင်ကူအနီးကိုတူကပ်ပြီးတော့အတွင်းသို့ချောင်းကြည့်မြောင်းကြည့်ကြည့်ရှုလိုက်ရမှာတော့ခုအတွင်းမှာစိမ့်ဖက်ဖက်အလင်းရောင်များလင်းနေတာကိုတွေ့ရပါတယ်။ရာထောင်မကတဲ့ဖိုးဆုံးကျူးများဟာခုအတွင်းကိုဟိုမဒီတို့ပြန်တန်းလျက်ရှိနေကြပြီးတော့ဖိုးဆုံးကျူးများအလင်းရောင်အောင်မှာတော့မထွေးလေးတို့သားမီးရက်နေကြတာကိုတွေ့လိုက်ရပါတယ်။မထွေးလေးမိခင်ကြီးဒေါ်မြစာဟာမန်တန်ရွတ်ဖက်နေရမတ်ထွားလေးကနောက်ကနေလိုက်ဆိုလျက်ရှိနေပါတယ်။သူတို့နှစ်ယောက်လုံးဟာလူသူကိမ့်မွေးတဲ့ပတ်ဝန်းကျင်အခြေအနေမှာသူတို့ကိုစောင့်ကြည့်မိသူမရှိဟုစိတ်ချယုံကြည်နေကြဟန်ရှိနေပါတယ်။အတန်ကြာမြမန်တန်ရွတ်ဖက်ပြီးတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်ုပ်မှအံ့ဩပြီးတော့အတန်ထွက်မိမတတ်ပင်ဖြစ်သွားရပါတော့တယ်။ကြောက်စရာလန့်စရာမြင်ကွင်းမျိုးထိတ်လန့်မယုံကြည်နိုင်စရာမြင်ကွင်းမျိုးကျွန်ုပ်တက်မှာမရေတွက်နိုင်အောင်ကြုံမှုခဲ့တွေ့မှုခဲ့ရပေမဲ့
အခုမြင်တွေ့လိုက်ရတဲ့မြင်ကွင်းလောက်ကြောက်လန့်ဩစရာမယုံကြည်နိုင်စရာကောင်းတဲ့မြင်ကွင်းမျိုးကိုတစ်ခါမှမမြင်ဘူးပါဘူးမတ်ထရီလေးတို့သားမိဟာမန်တန်ရွတ်ဖတ်ခြင်းကိုရလိုက်ပြီးတော့မေးစီအောက်ကိုလက်နဲ့ဖက်နဲ့ပင့်ကင်လိုက်ပါတယ်ကြောက်လန့်ဩစရာအဖြစ်ပြဟာဦးခေါင်းမှလဲပင်ပြုတ်ထွက်သွားပြီးတော့တီးတန့်ဖြစ်သွားခြင်းပဲဖြစ်ပါတယ်ဦးခေါင်းနှလုံးကိုလက်မကင်ထားတော့လေခေါင်းနှလုံးဟာမျက်လုံးစိမ့်ဖက်ဖက်များနဲ့အသက်ရှိနေသေးတယ်လို့ခန္ဓာကိုယ်မှလည်းရိုင်လဲသွားခြင်းမရှိပါဘူးကျွန်ုပ်မှာအံ့ဩထိတ်လန့်ခြင်းကြောင့်မြင်ရတဲ့မြင်ကွင်းကိုကြည့်ရမယုံကြည်နိုင်စွာဖြစ်နေရပါတယ်ပြီးမှတစုံတစ်ခုသောအကြောင်းအရာကိုတတိယသွားတာကြောင့်ဂူဝင်းဝနဘေးခြုံပုတ်ကြီးအတွင်သို့ဝင်ပုန်းနေလိုက်ပါတော့တယ်ခေါင်းပြကြီးနှလုံးဟာလက်အတွင်းမှလီပေါ်သို့ပြန်ဝဲပြီးတော့ဂူဘကိုထွက်လာကြတယ်ကျွန်ုပ်နဘေးမှာဦးခေါင်းပြနှလုံးဟာလီပေါ်ပြန်ဝဲသွားကြရာတလုံးကဒေါ်မြစာရဲ့ခေါင်းဖြစ်ပြီးတော့နောက်တစ်လုံးကတော့မတ်ထွေးလေးရဲ့ဦးခေါင်းဖြစ်နေပါတယ်မျက်လုံးတွေကစိမ့်ဖက်ဖက်အယောင်များထွက်ပြီးတော့မျက်နှာမှာသွေးစုပ်ဖြူရနေတဲ့ခေါင်းပြနှလုံးကိုအနီးကတွေးလိုက်ရတာကြောင့်ကျွန်ုပ်မှာရင်တင်းခုန်ပြီးတော့ကျွန်ုပ်ရဲ့ရင်ခုန်တန်းကိုခေါင်းပြများကြားသွားမှကိုပင်စိုးရိမ်နေမိပါတယ်တို့ရရင်ခေါင်းပြနှလုံးကကျွန်ုပ်ပုံအောင်နေတာကိုသိဟန်မတူပဲဂူဝမှထွက်ရလေးပေါ်ပြန်ဝဲပြီးတော့တစ်တော်အုပ်များဘက်ကိုပြန်တန်းသွားတဲ့အခါမှာပဲတက်ပြေးမောကြီးများကိုချလိုက်မိပါတော့တယ်ကျွန်ုပ်တကူလုံးဟာဇောကြီးများနဲ့ပြည့်နေပါတယ်ကျွန်ုပ်မှာပုံကွယ်နေရမှထွက်ပြီးတော့ခုအတွင်းမွေးမရဲခြေလန်းနဲ့ဝင်သွားမိပါတော့တယ်ခုအတွင်းမှာမောင်မဲနေရကြောင်းပါလာတဲ့မိချစ်ကိုချစ်ကြည့်လိုက်တော့လန့်ဖြန့်၍လက်မမိချစ်ပင်ပြုတ်ကျမလို့ဖြစ်သွားရပါတယ်မထွေးလေးတို့သားမိရဲ့ခေါင်းပြတ်နေတဲ့ကိုလုံးကြီးတစ်ခုဟာကျွန်ုပ်စမိတဲ့နေရာမှာပင်မလုံမရှက်တန်းတောင်ကြီးရလျက်ရှိနေကြခြင်းကြောင့်ပဲဖြစ်ပါတယ်ခေါင်းပြနေသည်ဆိုတော့လေခေါင်းပြနေရလဲပင်ကသွေးများထွက်နေခြင်းမဟုတ်ပဲနေ့ကာလကြာရှည်စွာပြတ်နေတဲ့ဒဏ်ရာကဲ့သို့တုံးတုတိရှိနေပါတယ်ကျွန်ုပ်မှာငယ်စဉ်ကလူကြီးသူမများပြောပြမှုတဲ့ခေါင်းပြဆုံအကြောင်းများကိုကြားဘူးပါတယ်မျိုးရိုးစင်စစ်လက်စစ်ကန်လာတဲ့စုပ်ပညာရဖြစ်ပြီးတော့ညရောက်ချိန်မှာခန္ဓာကိုယ်ကနေခေါင်းကဖေးခွာသွားပြီးတော့ကြက်များဝက်များကိုဖမ်းယူစားတောက်တကြတယ်လို့ဆိုပါတယ်အကယ်၍ခေါင်းကခန္ဓာကိုယ်မှဖေးခွာနေချိန်မျိုးမှာခန္ဓာကိုယ်အားဖြည့်ဆည်းလိုက်ခြင်းနေရာရှိဖွက်ထားလိုက်ခြင်းတို့ပြုလုပ်ပါကခေါင်းမြမှာခန္ဓာကိုယ်တို့အချိန်မီဝင်ရောက်နိုင်တာကြောင့်တည်သွားတတ်ပါတယ်ကျွန်ုပ်ရဲ့အဖိုးလူပြိုကာလသားအရွယ်မှာရွာအတွင်ညအချိန်ဝက်များကိုဥဖောက်စားတောက်ပြီးတော့တောကောင်များလာရောက်စားတောက်တယ်လို့ထင်မှတ်ပြီးတော့ချောင်းမြောင်းကြရမှာခေါင်းပြကြီးတစ်လုံးဟာဝက်ကိုတက်၍ဦးများကိုဖောက်၍စားတောက်နေတာကိုတွေ့လိုက်ကြရပါတယ်လူကြီးသူမများကခေါင်းပြဆုံးဖြစ်ကြောင်းပြောပြတော့ဇီးကန်းကိုဝလုံးထိတ်မှချီနှောင်၍ဖမ်းရရကြောင်းကိုပြောတာကြောင့်ကျွန်ုပ်အဖိုးနဲ့ရွာကကာလာသားတွေဟာဇီးသေးပင်မှာအကိုင်းများကိုခုတ်ပြီးတော့ဝလုံးထိတ်မှကျိုးပြစ်ချီနှောင်ပြီးတော့ခေါင်းပြဆုံးထွက်လာတဲ့အခါမှာတော့ဝလုံးများကိုကန်၍ခေါင်းပြကိုလိုက်ဖမ်းကြရမှာတော့ဇီးပင်ကိုင်းမှာပါတဲ့အဆူများညှိပြီးတော့ခေါင်းပြကြီးကိုဖမ်းမိတာကြောင့်လူကြီးများလက်ကိုအပ်ကြပါတယ်ရွာလူကြီးများကခေါင်းပြကိုမတက်လို့ကြောင်းအကယ်၍တစ်ပင်တစ်မျိုးမှရတဲ့အစီကိုခေါင်းပြလည်းပင်ဆက်မဲ့နေရာကိုတုံလိမ့်လိုက်ပါကကိုလုံးနဲ့ကောင်တွဲဆက်ရင်မရကြောင်းပြောပြ၍ခေါင်းပြဆုံးမကိုဂတိတောင်းပါတယ်နောက်ရွာမကျက်ဝက်များကိုမတက်ဖြတ်မစားတော့ရန်ဂတိတောင်းပြီးတော့ပြန်လွတ်လိုက်ကြတယ်လို့ပြောပြပူပါတယ်တချို့နေကကာလသားများဟာဆိုရင်ဖမ်းမိတဲ့ခေါင်းပြများကိုခြေဖြစ်နေရတဲ့စံဖို့မောင်းစုံများအတွင်မှာထက်ထောင်းပြီးမှပြန်လွတ်ပေးပြီးတော့မနဲ့မိုးလင်းတဲ့အခါမှာတော့ရွာရင်းမှာလဲလှဲကြည့်ကြပါတယ်မျက်နှာမှာဒဏ်ရာအနာတရရှိတဲ့မိန်းမများကိုရှာဖွေကြခြင်းပဲဖြစ်ပါတယ်မျက်နှာမှာဒဏ်ရာအနာတရရှိနေတဲ့မိန်းမဟာညကသူတို့မောင်းစုံမှာထက်ထောင်း၍လွတ်လိုက်တဲ့ဆုံးမဖြစ်တာကြောင့်ပဲဖြစ်ပါတယ်ခေါင်းပြဆုံးတဲ့ပတ်သက်လို့ကျွန်ုပ်ဖိုးပြောပြတဲ့အကြောင်းအရာများကိုမထွေးလေးတို့သားမိခေါင်းကိုဖြုတ်နေချိန်မှာတော့ကျွန်ုပ်ပြန်၍အမတ်ရမိခြင်းပဲဖြစ်ပါတော့တယ်မထွေးလေးတို့သားမိဟာခေါင်းပြဆုံးသားမိပင်ဖြစ်မှန်ကိုအခုမှကျွန်ုပ်သိလိုက်ရပါတော့တယ်သူတို့ရဲ့ခန္ဓာကိုယ်များကိုတခြားလူများမဖျက်ဆီးနိုင်စေရန်လုံခြုံတဲ့နေရာမှာဝက်ပြီးတော့ခေါင်းပြများကမိသည့်နေရာကိုထုတ်ခွာသားကြတာကိုမစိုးနိုင်ချေကျွန်ုပ်မှာဂူတွင်းကနေထွက်လိုက်ပြီးတော့အိမ်တို့ပြန်လာရလမ်းမှာတော့အတွေးများစွာနဲ့ရှိနေပါတော့တယ်။နာကျင်စွာအော်ဟစ်လိုက်တဲ့အတန်များမှအိမ်အနီးတောအုပ်တွင်မှထွက်ပေါ်လာတဲ့အတန်ကြားလိုက်ရတာကြောင့်ကျွန်ုပ်မှာတာဝအတွက်စိုးရိမ်စိတ်ဝင်သွားတာကြောင့်အိမ်မက်ရှိရာကိုပြေးလာခဲ့ပါတော့တယ်။တာဝဟေးတာဝကိုကြီးဖို့ဒီအော်တန်နေကြားလို့နိုးလာတာကိုကြီးကိုမတွေ့လို့စိုးရိမ်နေရလာအိမ်အောက်အမြန်ဆင်းခဲ့ကျွန်ုပ်ကအိမ်အနီးရောက်တဲ့အခါမှာတော့တာဝကိုလမ်းခေါ်လိုက်ရာအော်တန်ကြောင့်
အိယာကနေနိုးနေဟန်တူတဲ့တာဝအတန်ကိုကြားလိုက်ရတဲ့အခါမှာပဲပူပန်စိတ်အနေငယ်ကပြေးလျှော့သွားရပါတယ်ကျွန်ုပ်ကအော်တန်ကြားရတော့အုပ်အတွင်းသို့အလောတကြီးထွက်သွားရာတာဝဟာကျွန်ုပ်နောက်ကနေလိုက်ပါခဲ့ပါတော့တယ်တစ်တော်အတွင်းအော်တန်ကြားရနေရအနီးကျွန်ုပ်တို့ရောက်သွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တာဝဟာအတန်ထွက်အောင်မြင်ပြုတ်လိုက်တာကြောင့်ပါဇက်ကိုအချိန်မီလက်ဖြစ်ပိတ်လိုက်ရပါတော့တယ်တစ်တော်အတွင်းမှာလူ၃ယောက်ဟာသွေးတန်တရရဲနဲ့လဲကျလျက်ရှိနေပါတယ်သွေးတန်တရရဲလဲကျနေတဲ့လူ၂ယောက်ရဲ့ဘိုက်ပေါ်မှာတော့ခေါင်းပြနှလုံးကဘိုက်တွင်းကဥများကိုဖောက်ပြီးတော့သွေးတန်တရရဲနဲ့စားတောက်လျက်ရှိနေတဲ့မြင်ကွင်းကိုတွေ့လိုက်ရတာကြောင့်တာဝမှာအလန့်တကြားနဲ့အော်မီပြုတ်ရာကျွန်ုပ်ကတာဝပါဇက်ကိုလက်ဖြစ်ပိတ်ပြီးတော့တစ်ပင်ကြီးတစ်ပင်အကွယ်နောက်ကိုအလေးအမြန်ဆွဲသွင်းလိုက်ခြင်းဖြစ်ပါတယ်ဦးခေါင်းပြနှလုံးဟာမထွေးလေးတို့သားအမိဖြစ်ကြောင်းကိုကျွန်ုပ်သိနေပြီဖြစ်ပါတယ်တာဝပါဇက်အတွင်ကနေကျွန်ုပ်လက်ကိုဖေးလျှော့လိုက်ပြီးတော့နှကမ်းပေါ်လက်တင်၍အတန်မထွက်စီရန်ကိုတတိပေးလိုက်ပါတယ်တာဝဟာအံ့ဩထိတ်လန့်ဟန်နဲ့ရှိနေပါတယ်ဘိုက်ဖောက်၍ဦးများစားတောက်နေတဲ့ခေါင်းပြနှလုံးအားမထွေးလေးတို့သားအမိဟုရောင်ရစ်ပင်ထင်းလိုက်မှာမဟုတ်ပါဘူးခေါင်းပြနှလုံးမှာဘိုက်ကိုဖောက်၍ဦးများကိုစားတောက်ပြီးတဲ့အခါမှာတော့လေးပေါ်ပြန်ဝဲပြီးတော့အိမ်ဘက်ကိုပြန်ဝဲသွားကြပါတယ်ခေါင်းပြနှလုံးထွက်သွားတဲ့အခါမှာတော့ကျွန်ုပ်တို့နှစ်ယောက်ဟာပုံးကွယ်ရာမှထွက်လိုက်ကြတယ်ဟုတ်ခေါင်းပြတရေကဒီလိုတွေကိုတတ်သွားတာပဲကိုကြီးဖို့တယ်ကြောက်စရာကောင်းလိုက်တာဗျာဦးကိုဖောက်ပြီးစားသွားသေးတယ်ဘိုက်ပွင့်သေးဆုံးနေတဲ့အလောင်း၃လုံးကိုကြည့်ပြီးတော့တာဝဟာအထိတ်တလန့်ပြောနေစီမှာကျွန်ုပ်ဟာအလောင်းများအနီးကိုတူးကပ်ပြီးတော့တေချာကြည့်လိုက်တော့လဲဘေးမှာကြိုက်ခဲထားတဲ့သွားရများကိုလည်းတွေ့ရပါတယ်အဲလူတွေရုပ်လောင်းကိုလက်ရောက်အောင်မှတေချာကြည့်ပြီးတော့ကျွန်ုပ်ရဲ့စိတ်အတွင်းမှာထိတ်ကနေဖြစ်သွားရတော့တယ်လဲကျသေးဆုံးနေသူ၃ယောက်ဟာမထွေလေးကိုတိုက်ရန်ကြံစည်နေတဲ့လူ၃ယောက်ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်ကျွန်ုပ်မှာဦးခေါင်းအတွင်းမှာအခုဆက်လန်းကိုဆက်ဆက်၍တစ်ခုချင်းတွင်းနေရင်းနဲ့တရရိပ်အကောင်ထဲပေါ်လာပါတယ်မထွေလေးကိုတိုက်ရန်ကြံစည်တဲ့ဖိုးအောင်ကူ၃ယောက်ဟာကျွန်ုပ်ရဲ့ကြောင်းဝင်ဖြစ်လိုက်မှုကြောင့်မအောင်မြင်လိုက်ရာရွာမရှောင်းတိန်နေကြပြီးတော့မထွေလေးတို့သားမိကိုတိုက်ရန်အိမ်ဘေတော်အုပ်တွေမှာချောင်းမြောင်းနေကြခြင်းဖြစ်ဟန်တူပါတယ်မထွေလေးတို့သားမိဟာသူတို့အားတိုက်ရန်စူးစမ်းသူများကိုခေါင်းပြဆုံဘဝနဲ့တိုက်၍ဥဖောက်စားလိုက်ခြင်းဖြစ်ပါတယ်အကွေ၍အခုအလောင်းကိုရွာသားများတွေ့ပါကလေတော်ကောင်တကောင်ကောင်ရဲ့လက်ချက်နဲ့တေဆုံးခြင်းဖြစ်မယ်လို့ကောက်ချက်ချချမြင်မှာမြေကြီးလက်ခံမလွဲပါဘူးကျွန်ုပ်ရဲ့စိတ်အတွင်းမှာတော့လူ၃ယောက်တေဆုံးခြင်းအတွက်ဝမ်းနဲ့စိတ်မဖြစ်မိကြောင်းဝန်ခံလိုပါတယ်ယောက်ျားရင်းမာကြီး၃ယောက်ကမိန်းကလေးကြီးကိုဝိုင်းဝန်းတက်ဖြတ်ရန်ကြံစီသည်ဆိုကြတဲ့ကစိတ်သဘောထားတေးတိမ်တဲ့သူများယောက်ျားမဆန်တဲ့သူရဲ့ဘောကြောင်သူများဟုတတ်မှတ်ထားတာကြောင့်ပဲဖြစ်ပါတယ်ကိုကြီးဖို့ဒီဘာတွေကြည့်နေရလဲပြန်ချရအောင်လေဗျာလူသေးအလောင်းတွေကဗိုက်ပွင့်နေတာတွေးပြက်စရာကြီးအေးပါကွာပြန်ကြတာပေါ့ဒါပေမဲ့ခေါင်းပြတရေတွေ့တာကိုတော့ဟိုသားမိတွေကိုမပြောနဲ့တော့တာပါဘာလို့လဲကိုကြီးဖို့တရခေါင်းပြတရေကဒီလိုတွေဥဖောက်သွားတာပဲဟာခေါင်းပြတရေတွေ့တယ်လို့ပြောရင်သူတို့ကြောက်ကြမှာပေါ့ကွာမိမသားနှစ်ယောက်တည်းနေကြတာလေရောင်းလို့တောင်မပြောနဲ့နော်မထွေးလေးကခေါင်းပြတရေသူ့အိမ်သားမှာရှိနေတာသိရင်တော့ကြောက်နေမှာမပြောဘူးစိတ်ချကိုကြီးဖို့တည်ကျွန်ုပ်မှာလူသေးအလောင်း၃လောင်းကိုကြည့်၍အတွေးဝင်နေချိန်မှာတာဝကဘေးဘီဝဲရကိုမလုံမလဲကြည့်ရင်နဲ့ကြောချမ်းနေဟန်ပြောလာခြင်းဖြစ်ပါတယ်ကျွန်ုပ်ကမထွေးလေးတို့သားအမိအကြောင်းသိနေပြီဖြစ်တာကြောင့်အကြောင်းမသိတဲ့တာဝစိတ်တရားစွပြောနေမှာကိုစူးပြီးတော့စကားကြိုကားထားလိုက်ခြင်းဖြစ်ပါတယ်ကျွန်ုပ်တို့ပြန်လာကြတဲ့အခါမှာတော့အိမ်ထဲမှာဝင်းများလင်းလျက်ရှိနေပြီးတော့ကျွန်ုပ်တို့နှစ်ယောက်ကိုစောင့်ဆိုင်နေတဲ့မထွေးလေးတို့သားအမိကိုတွေ့ရပါတယ်ဒေါ်မြစာဟာကျွန်ုပ်တို့အိမ်ပေါ်တက်လာချိန်မှာတော့စကားလမ်းပြောလာပါတယ်ဘယ်ရီသွားနေကြတာလဲမောင်ဖိုးတီအော်တန်နေကြလို့အကြီးတို့သားမိနိုးလာကြတာမောင်ဖိုးတီတို့ကိုလည်းမတွေ့တော့စိုးရိမ်နေမိတာကျွန်ုပ်တို့လည်းအော်တန်ကြားလို့သွားကြည့်ကြတာလူ၃ယောက်ဥပောက်စာခံထားရတာတွေ့လိုက်ရတာပဲဟင်းဖျားဘယ်သူတွေများလဲဘိုက်ပေါက်ခံထားရတယ်ဆိုတော့ကြောက်စရာပဲဘယ်သူတွေများဒီချင်းကြီးတိုးထဲမှာအသက်ခံနေရတာလဲဟုတ်ပါရဲ့အိမ်သားမှာဆိုတော့အိမ်ရမှာတော့ခက်လက်လန့်ပါပဲမထွေးလေးတို့သားမိဟာကြောက်လက်နဲ့ဟန်ပန်အမူအရာမျိုးရှိနေကြပါတယ်သူတို့သားမိနှစ်ယောက်အကြောင်းသိထားတဲ့ကျွန်တော်ဟာအမူအရာပိုနေတဲ့သားမိနှစ်ယောက်အကြောင်းကိုသိထားပြီးဖြစ်တာကြောင့်ပြုံးလိုက်မိပါတယ်အခုမှအိယာကထားလာကြောင်းပြောနေပေမဲ့မျက်နှာနဲ့စပင်းတွေကတော့ရေစက်ရေပေါက်တချို့ကိုကျွန်တော်တွေ့နေရပါတယ်ကမန်ကဒန်တန့်ရှင်လှုပ်လာတာကြောင့်
သွေးစသွေးနာတချို့ကရှိနေသေးတာကိုသတိထားကြည့်မိတဲ့ကျွန်ုပ်မြင်တွေ့လိုက်ရပါတယ်ကျွန်ုပ်တို့အော်ဒန်ကြားလို့ရောက်သွားတော့ဘိုက်ပွင့်သိနေတာပါပဲတောကောင်တကောင်လက်ချက်ထင်ပါတယ်ဒါနဲ့အရေးတော်မိသားစုအတွက်ဒီလူ၃ယောက်တည်သွားတာတမျိုးကောင်းနေပြောရမယ်ဗျတည်သွားတဲ့လူ၃ယောက်ကမထွန်းလေးအသက်ကိုရန်ရှာဖို့ကြိုးစားကြတဲ့လူတွေမှုပဲလေသူတို့တည်သွားတော့အရေးတော်မထွန်းလေးတို့အတွက်အသက်ဘေးအတွက်တရံအေးတာပေါ့ကျွန်ုပ်စကားကြောင့်မထွန်းလေးတို့သားမိဟာတမင်တကာလှုပ်ယူဖန်တီးထားတဲ့အံ့ဩဖွယ်မျက်နှာနဲ့ရှိနေကြပါတယ်ဟင်းဟုတ်လားဒီလိုဆိုတော့လေတမျိုးကောင်းတာပေါ့တေချင်းစိုးတွေသူများမကောင်းချင်ကိုဘေးထန်ထိပြီပေါ့ဟုတ်ကနေမကူဘူးပြောရမယ်နေ့လေကကျမအသက်ကိုရန်ပြုတ်သူတွေကအခုတော့ကိုကြီးနဲ့ကိုတေလန်းရောက်သွားပြီပေါ့ရှင်ကျွန်ုပ်တို့မှမအိတ်ကြတော့ပဲစကားစမြေပြောရင်းနဲ့မိုးလင်းသွားကြပါတော့တယ်မနေ့မိုးလင်းချင်းရောက်တဲ့အခါမှာတော့ကျွန်ုပ်နဲ့မထွေးလေးမိခင်တို့ဘာဆက်လုပ်ကြမှာကိုတိုင်ပင်ကြရင်နဲ့မထွေးလေးနဲ့တာဝကိုရွာကလူကြီးများကိုခေါ်လွှတ်လိုက်ကြပါတယ်ရွာလူကြီးနဲ့ရွာသားတချို့ရောက်လာတဲ့အခါမှာတော့အလောင်းများရှိရာနေရာကိုတွားကြည့်ကြတဲ့အခါဘိုက်ပွင့်ရဲ့ရုပ်ပြက်ဆင်းပြက်သေဆုံးနေတဲ့အလောင်းများကိုခွေးအများကဝိုင်းဆွဲထားကြရာရုပ်ပြက်ဆင်းပြက်နဲ့အယိုးကျနေပြီဖြစ်ပါတယ်ကျွန်ုပ်ဟာညကကြုံရတဲ့အကြောင်းအရာများတွေမှာခေါင်းမြတွေ့တာကိုထိန်ချင်၍ညဘက်အော်တန်ကြား၍တွားကြည့်ရမှာတော့ဘိုက်ပွင့်တင်နေတဲ့လူ၃ယောက်ကိုတွေ့ကြောင်းကိုရွာလူကြီးကိုပြောပြလိုက်တော့တယ်ရွာလူကြီးနဲ့လိုက်ပါလာတဲ့ရွာသားတွေဟာဖိုးအောင်အကူ၃ယောက်ဟာမထွေးလေးတို့သားအမိကိုဒုက္ခပေးရန်တောအတွင်းရှိနေချိန်မှာတောကောင်တကောင်ကောင်လက်ချက်မိသွားသည်ဟုသာကောက်ချက်ချကြပါတယ်အလောင်းကိစ္စများရွာသူကြီးကိုပြောပြ၍ကိစ္စဝိစ္စပြီးတဲ့အခါမှာတော့ကျွန်ုပ်တို့ကြီးရတပည့်ဟာပြန်ရန်ပြင်ဆင်ကြပါတော့တယ်မထွေးလေးတို့သားမိဟာကျွန်ုပ်တို့အားကျေးဇူးတင်စကားအထက်ထက်ခါခါပြောဆိုရင်းနဲ့နောက်ကျုံကြိတ်ပါကဝင်လျံဖိတ်ခေါ်နေပါတယ်တာဝဟာခွဲခါရမှာမို့စိတ်မကောင်းတဲ့မျက်နှာနဲ့မထွေးလေးကိုသူနောက်တစ်ခါလာမှဖြစ်ကြောင်းအမြဲတရရှိနေမှာဖြစ်ကြောင်းမပြီးနိုင်မစီနိုင်မာရန်ချူလျက်ရှိနေပါတယ်ကျွန်ုပ်တို့ပြန်ချိန်မှာတော့မထွေးလေးဟာလက်ပြတ်၍ကြံ့ရည်နေခဲ့ပါတော့တယ်ကိုကြီးဖို့တေနောက်များအမဲပြင်းမထွေးလေးတို့ဘက်ကိုလာပြီးဝင်လေကြရအောင်များဝေးရဲကွာနေရာကဒီနေရာနောက်တစ်ခေါက်လာဖို့မလွယ်ဘူးကျွန်တော်ကအမဲပြစ်ဖို့စိတ်မပါတော့ဘူးဗျာကျွန်တော်စိတ်ကျွန်တော်နှလုံးသားကမထွေးလေးစီကြံ့ရည်နေခဲ့ပါပြီအပိုးတွေတိတ်မပြောနဲ့တာဝရငိန်နားထောင်နေတာအကောင်းမထင်နဲ့သွားခတ်တဲ့ရှောက်ဖေကိုစောက်ကံမိရောမယ်တာဝကနောက်တို့တမျိုးမျိုးကြည့်၍မခွဲနိုင်မခွာရဲ့ပြောနေတာကြောင့်ကျွန်ုပ်ကအမြင်ကပ်စွာနဲ့ပြောလိုက်ခြင်းပါပဲအကယ်၍ကျွန်ုပ်မြင်ခဲ့ရတဲ့မထွေးလေးတို့တာမိကောင်းပြဆုံးမများဖြစ်ကြောင်းကိုသာတာဝကိုပြောပြလိုက်ပါကတာဝဟာကျွန်ုပ်စကားကိုယုံကြည်မိလားမယုံကြည်နိုင်ဖြစ်မိလားမဆိုနိုင်ပါကျွန်ုပ်ကိုယ်တိုင်ပင်လျှင်မြင်တွေ့ခဲ့ရတဲ့ကောင်းပြဆုံးအကြောင်းကိုမျက်မြင်မှုသာယုံကြည်လက်ခံခြင်းပါပဲတခြားတစ်ယောက်ကသာပြောပြရင်တော့ယုံကြည်လက်ခံနိုင်မှာမဟုတ်မှအသေးချာပဲဖြစ်ပါတော့တယ်ပရိသတ်များရှင်ဒီဇလန်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်ဒီလိုစိတ်ဝင်စားစရာဇလန်အကြောင်းအရာတွေကိုအမြင်နှာဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါဦးရှင်ဇလန်အသစ်တွေတင်နိုင်အမြဲသိရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားကခေါင်းလုံးလေးကိုနှိပ်သွားပေးပါ